1356ခုနှစ်သောတရင်လပြည့်နေ့မလမြိုင်မြို့တာယာကုန်းဟူကြီးစီရီတော်အတွင်း၌ဓမ္မပူဇာဖြစ်ဖြင့်ဟောကြားအပ်သောသာတကပါဠိတော်၌လာရှိသောအယောဂရဇသုတ်တံတရားဒေသနာတော်ဒီနေ့ဟောမယ့်သုတ်တံလေးပဲနော်ဒီအယောဂရဇဒေသနာတော်ဘယ်ပုံဘယ်ပန်းဘယ်နည်းအဖြစ်ဖြစ်ပေါ်လာရသလဲနော်ယမေကရတိပဒမန္တိဣဒံတထာစေတဝနေဝိဟာရံတောမဟာပိနိခမနိညေဝအာရဘဂတေတိယမေကရတိပဒမန္တိဣဒံယမေကရတိပဒမံဣသောသတောဂတာဘုဒ္ဓဖြင့်တက္ကရှင်ရထသောဣဒံဤအယောဂရဇတရားဒေသနာတော်ကိုတထာလူနတ်တို့၏ဆရာတဆူဖြစ်တော်မူသောဘုရားရှင်သည်ဇေတဝနီဇေတောအကြောင်းတိုက်တော်၌ဝိဟရံတော်တွင်သောစံနေတော်မူသောအခါ၌မဟာဗိနိခမနိညေဝအမြတ်သောတောထွက်တော်မူခြင်းကိုသာလျှင်အာရဘအကြောင်းပြု၍စေပြီးဟောကြားတော်မူခဲ့လေပြီအယောဂရဇသုတ်တံတရားဒေသနာတော်ဖြစ်ပေါ်လာပုံကိုအထက်ကရာကအနိဒံတွေပြီးပြောပြထားတယ်တချိန်မြတ်စွာဘုရားတခင်ဇေတောအကြောင်းတိုက်တော်မသရင်တော်စံနေတော်မူခဲ့ယဟန်တန်ဃာတော်အပေါက်ကအခုလိုဓမ္မဒနာဓမ္မယုံကြီးအတွင်းဒီဝေညီမူရာတစောင်းဝင်အတွင်းမှာစုစည်းမိကြတဲ့အကျဉ်းခါမြတ်စွာဘုရားဤတောထွက်တော်မူခြင်းကိုအကြောင်းပြုပြီးတော့တရားစကားများဖြစ်ပေါ်နေကြတယ်တို့တရားစကားဖြစ်ပေါ်တော်မူခြင်းကိုပဲအခြေခံပြီးတော့မြတ်စွာဘုရားကငါဘုရားဒီယခုကာမတမြတ်တော်တောထွက်တော်မူခြင်းဖြင့်တောထွက်တော်မူခဲ့သည်မဟုတ်သေးဟိုရှိရခင်အလောင်းတော်ဘဂဝဖြစ်စဉ်တုန်းကလည်းငါဘုရားမြတ်တော်တောထွက်ခြင်းဖြင့်တောထွက်တော်မူခဲ့ဘူးတယ်ဆိုပြီးတော့ရှိဖြစ်အောင်အောက်မေ့ဖွယ်ဇာလန်းဖြစ်တဲ့ဒီအယောဂရဇတရားဒေသနာတော်ကိုမြတ်စွာဘုရားဟောကြားပြတာဆုဆုံးမှပြီးတော်မူပါတယ်ဒီချိန်မှာဥစ္စလဗာရဏတိပြည်ဆိုကြစို့ကာတိတိုင်းဗာရဏတိပြည်မှာဗာရဏတိပြည်မင်းကြီးကတိပြည်အုပ်ချုပ်မင်းလုပ်တော်မူခဲ့ပါတယ်ဗာရဏတိမင်းမိဖုရားကြီးရဲ့ဝမ်းကြတိုက်မှာမာယရဏလေးကိုယ်တီးပြီးတော့ဖွင့်မြင်လာကြတဲ့ဆိုကြစို့ဖွင့်မြင်လာတဲ့အချိန်ခါမှာဘလူမတယောက်ကလာပြီးတော့စားသွားပြန်တယ်။ဒါကြောင့်ဒီဘလူမကဒီလိုစားနေရတယ်ဆိုတော့ရှင်းအတိတ်ဘဝတစ်ခုမှာမိဖုရားကြီးနဲ့ဒီဘလူမတို့ကလင်းတူအိမ်ရှင်မများဖြစ်ခဲ့ကြပါတယ်။မိဖုရားကြီးအလောင်းဖြစ်တဲ့အမျိုးကောင်းသမီးကသာယရဏတွေရရှိတယ်။ဘလူမအလောင်းဖြစ်တဲ့အမျိုးသမီးကတော့သာယရဏမရရှိဖြစ်နေတယ်။ဒီသာယရဏရရှိမှုမရရှိမှုကိုအခြေခံပြီးတူးနဲ့တူးမကျင့်တဲ့မှုတွေကပွားလာတယ်။ပွားလာတဲ့အချိန်ခါမှာသားမရတဲ့ဘလူမအလောင်းဖြစ်တဲ့အမျိုးသမီးကဘာစုတောင်းတယ်။တဝဇာတံဇာတံပဇံခတိတောင်းတပိတ်သားမိတဝသင်ဤဇာတံဇာတံပဇံမွေးဖွားလာတိုင်းမွေးဖွားလိုက်လာတိုင်းသောသားကိုခရီတုံခေဇံအံတော်ငှလပိတ်သားမိအခွင့်ရေကိုရပါလို့ဤသင်သားတွေမွေးလာတိုင်းငါစားနိုင်ရပါလို့ဤဆိုပြီးဒီစုကိုသူကတောင်းတယ်အဲဒီစုတော်အားလျော်စွာတူကဝါရဏတိမိရဲ့အကအမေဒီမိဖုရားကြီးလာဖြစ်တယ်တူကတော့ဘလူးမှဖြစ်နေပါတယ်တို့ရဲ့စုတော်အားလျော်စွာဒုက္ကံသူစုပြထောင်ခဲ့တဲ့ကံလေးကအောင်မြင်မှုရရှိလာတဲ့အချိန်ခါမှာမိဖုရားကြီးကသာယရဏတူမွေးတဲ့အခါလာပြီးစားတော့ပြန်တယ်နောက်တစ်ချိန်မိဖုရားကြီးကိုဝန်တယ်ကိုဝန်ဆောက်ရှောက်ပြီးပြထားပါတယ်တို့တော့လေမွေးဖွားလာတဲ့အချိန်ခါမှာဒုတိယသာယရဏကိုလည်းတဖန်လာပြီးဒီဘလူမကစားပြန်တယ်တတိယအကျင့်ရောက်လာပြီတတိယအကျင့်ကြတော့ဒီမိဖုရားကြီးရဲ့ဝမ်းကြတဲ့မှာပိဋကံဒီဆွဲပိုက်ဒီနေတဲ့ဘုဂောကဘုရားအလောင်းတော်သူတော်ကောင်းတူဖြစ်နေပါတယ်ဘုရားအလောင်းတော်ရဲ့အဘုံခံကြောင့်ရှင်မြင်းကြီးလည်းမနေနိုင်တော့ဘူးတိုင်းသူပြည်သားလူများကိုစည်းဝေးစေပြီးတော့လူတို့အစည်းအဝေးကြီးတခုခေါ်ပြီးကျင်းပပါတယ်ဒီဘုရားကြီးမှမွေးလာတိုင်းသာယရဏတွေဘလူမကလာပြီးတော့စားနေပြီဒါကြောင့်ဒီဘလူမမစားရအောင်
နောက်ထပ်ရလာတဲ့ဒီကွန်သားယရနာကိုဘယ်ပုံဘယ်ပန်းဘယ်နည်းလားဖြင့်ဒီဒီဆောက်ရှောက်ကာကွယ်တဲ့နေဆိုတာကိုစည်းဝေးပြီးတော့တိုင်ပင်ကြဖို့ရအတွက်အကြံဉာဏ်များရှင်မင်းကြီးဘက်ကတင်ပြတယ်တောင်းဆိုတယ်အဲဒီသင်္ခါမတချို့ပုဂ္ဂိုလ်တွေကဘာအကြံဉာဏ်ပေးလဲရှင်မင်းများဘလူတို့မြည်ဒီမှာထမ်းရွက်ကိုသိပြီးကြောက်တယ်ဒါကြောင့်မိမယာကြီးရဲ့ဒီတော့ဒီမှာလက်ဒီမှာစသည်ဖြင့်ထိုးထိုးကိုရင်ကအချိန်ပိုင်းချိန်မှာထမ်းရွက်တွေကိုချီပေးတဲ့နေဆိုပြီးအကြံဉာဏ်ပေးကြနောက်ပုဂ္ဂိုလ်တွေတချို့ကြတော့ဘယ်လိုအကြံဉာဏ်ပေးပြန်လဲဆိုတော့အရှင်မင်းများဘလူတွေဟာတန်အင်းကိုတန်ထောင်အင်းကိုသိပြီးတော့ကြောက်ကြပါတယ်ဒါကြောင့်မိဖုရားကြီးအတွက်ဘာယရဏမွေးဖွားနေတဲ့အချိန်ခါမှာတန်ထောင်အင်းတစ်ခုလိုအပ်ပါတယ်ဆိုပြီးဒီလိုအကြံဉာဏ်ပေးကြအဲဒီအကြံပေးတဲ့အတိုင်းပဲရှင်မင်းကြီးကလည်းသဘောကျတာနဲ့ကဲဒီလိုဆိုလို့ရှိရင်တော့ဘာယရဏမွေးဖွားဖို့ရန်အတွက်တန်အင်းကြီးတန်တန်းတော်ကြီးတန်ထောင်အင်းကြီးတစ်ခုပြုလုပ်စေဆိုပြီးတော့အမိန့်ဆက်လိုက်အာယတကပရိသခေါ်တဲ့ပစ္စည်းဗန္ဓာတော်သိဗန္ဓာရေးဝန်ကြီးဥဆောင်နေတဲ့တိုင်းသူပြည်သားတွေကတန်ထောင်အင်းတန်တန်းတော်ကြီးပြီးဆောက်လိုက်တာ6 လကြာသွားတယ်6 လကြာတော့ပြီးသွားပြီပြီးလိုက်တဲ့အချိန်ကမှမိဖုရားကြီးလည်းကိုယ်ဝန်ကရစ်ကျက်လာပြီးဖြစ်တဲ့အတွက်ဒီတန်ထောင်အင်းကြီးကိုတန်တာဆင်ခြင်ပြီးတဲ့အချိန်ခါမိဖုရားကြီးကိုတန်ထောင်အိမ်နဲ့တွင်းကြတယ်။တွင်းပြီးတော့တို့တန်ထောင်အိမ်အတွင်းမှာပဲသာယရဏကိုမွေးဖွားစီပါတယ်။ဉာဏ်ဉာဏ်သာသာဖြင့်မွေးဖွားပြီးလာခဲ့ရတယ်။သာယရဏလည်းမွေးဖွားပြီးပြီ။နိုဒိန်းတို့လက်ကိုသာယရဏကိုအပ်ပြီးတော့မိဖုရားကြီးလည်းဉာဏ်တော်ပြန်ပြီးတို့ချင်းကမှာဘလူမကဘယ်လိုဖြစ်နေတယ်ဆိုတော့ဝတ္တနိုင်မင်းကြီးကိုသွားပြီးတော့ရေကြီးတော်ဆက်တရတဲ့အလှည့်ကျုံနေတယ်။အဲဒီလိုရေကြီးတော်ဆက်တရတဲ့အလှည့်မှာပဲဒီမိဖုရားကြီးကဒီဘလူမကလည်းတက်တန်းကုန်းတဲ့ဖြင့်ဘဝတစ်ပါးပြောင်းသွားရှာတယ်။ပြောင်းသွားရှာတဲ့အတွက်ဘလူမရဲ့အနောက်ကျရန်ကတော့လွတ်သွားပြီ။ဒါပေမဲ့လို့ဘလူမအနောက်အကျရန်ရှိနေအောင်မယ်ဆိုတဲ့အခြင်းဖြင့်ဒီသာယရဏကိုဒီတန်နှောင်းအိမ်အတွင်းမှာပဲထားတယ်။တန်နှောင်းအိမ်အတွင်းမှာထားပြီးတော့အတ္တပညာဟူသမျှကိုအကုန်လုံးသင်ပေးတယ်။မင်းသားတို့တတ်အပ်တဲ့အတ္တပညာတွေဒီနာမကသန္တရာဝိဇ္ဇဒုက္ခနဲ့ဆက်ဆံနေတဲ့အတ္တပညာတွေပါသင်ပေးတယ်လို့ပဲယူဆရပါတယ်။သို့တော်သင်ပေးနေတဲ့ဆရာသမားတွေကအလွန်အမြင်ကျယ်တဲ့ဆရာသမားတွေဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ယူဆရပါတယ်။အဲဒီဆရာသမားတွေကဒီအတ္တပညာတွေကိုသင်ပေးပြီးတဲ့အချိန်ခါမင်းသားလေးလည်း16နှစ်အရွယ်ရောက်ပြီလာပြီ။အချိန်တန်အရွယ်ရောက်လာတဲ့အချိန်ကာမှာရှင်မယံကြီးကလည်းမိမိရဲ့သာယရဏကိုအချိန်နဲ့အရရကိုမူကြီးမယာတွေကိုလှမ်းပြီးတော့မေးတယ်။တို့ချိန်ကာမှာမူကြီးမယာတွေကလည်းအရှင်မင်းများရဲ့သာယရဏဟာ16နှစ်အရွယ်တို့16နှစ်အရွယ်တို့ရောက်ရှိနေပြီဖြစ်ပါတယ်။အလွန်ရဲရဲနဲ့ကိုအားညာအားသံပကနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တို့လည်းဖြစ်နေပြီ။ဘလူမတယောက်ကိုမဆိုထားပြီဘလူမအထောင်ကိုတော်လဲရှင်မုံဖြစ်စည်းနိုင်တဲ့ကာယညာနာဗလသွမ်းအားတွေနဲ့ပြည့်စုံနေပါပြီဗျာစသည်ဖြင့်သန္တာဥတင်ကြအဲဒီလိုသန္တာဥတင်လိုက်တဲ့အချိန်ခါမှာရှင်မြင်းကြီးကလည်းအမတန်သဘောကျတင်တတ်တဲ့အတွက်ဒီလိုဆိုလို့ရှိရင်ဗာရဏသီမြို့ကိုတန်ခါဆင်တယ်ဗာရဏသီမြို့ကိုတန်ခါဆင်ပြီးတဲ့အချိန်ခါမှာသာယရဏကိုတန်ခါဆင်ပြီးဗာရဏသီမြို့ကိုလက်ရရဲ့လှည့်ပြီးတဲ့အချိန်ခါမှာဒီသာယရဏကိုဒီနေ့ပဲဖြည်းဖြည်းဆောင်းပြီးတော့အဘိဓိတ်သွန်းစေမင်းအဖြစ်တင်မြောက်မယ်ဆိုပြီးတော့အမိန့်ချလိုက်အဲဒီအမိန့်ချတဲ့အတိုင်းပဲဘုကြီးမယာတွေကလည်းဗာရဏသီမြို့ကိုတန်ခါဆင်ပြီးတဲ့အချိန်ခါမှာမင်းသားလေးကိုလည်းတန်ခါဆင်ပြီးတဲ့အချိန်ခါကြတော့မှမင်းသားလေးကိုတန်းနှောင်းအိမ်ကနေထုတ်ပြီးတော့အသက်ပြင်ဆင်ထားတဲ့မင်္ဂလာစင်တော်ကြောက်ကုန်းချက်ကိုတင်ပြီးတော့ဗာရဏသီမြို့ကိုလက်ရလှည့်ပြီးတော့ပြသကြပါတယ်အဲ့ဒီလိုဗာရဏသီမြို့ကိုလက်ရရင်လှည့်ပြီးပြသလိုက်တဲ့အချိန်ခါကျတော့မင်းသားလေးကလည်းဗာရဏသီမြို့ကြီးကိုမြင်ရတဲ့အချိန်ခါမှာအမတန်အံ့ဩသွားတယ်16နှစ်ကာလပတ်လုံးဒီလောက်မွေးလျော်ပဲကောင်းနေတဲ့မြေကြီးညာနေတဲ့လက်ပတ်တဲ့လည်းနေတဲ့အစာဥတွေပုံမိမန်းနေဥယျာဉ်နေရေကန်နေအသွဲသွဲတို့နှင့်ပြည့်စုံပြီးတော့အမတန်လှပတဲ့နေတဲ့ဒီဗာရဏသီမြို့ကြီးကိုငါတခါမှမမြင်ခဲ့ရပါလားစိတ်ထဲမှာအမတန်အံ့ဩသွားနော်အဲဒီလိုအံ့ဩတဲ့အတွက်မူကြီးမရဒေနာပတိတွေကိုသူကမေးတယ်ဘယ်လိုမေးလဲငါရဲ့ဖခင်မဲတော်ဟာဒီမြတ်16နှစ်တာအချိန်ခါကာလတို့ဘလုံး
မန်နောင်အိမ်ထဲမှာငါ့ကိုဘာကြောင့်သွတ်သွင်းပြီးထားရတာလဲဒီလောက်လှပတဲ့နေတဲ့ဗာရဏသီပြည်ကြီးဗာရဏသီမြို့ကြီးကိုမြင်ခွင့်တစ်ခါမှမပြည့်ခဲ့ဘူးငါမှဘယ်လိုအပြစ်တွေဒီလုံးတရားသင်ရှားရှိနေလို့ဒီလိုတန်နှောင်အိမ်ထဲမှာတစ်ခါထားရတာလဲစသည်ဖြင့်မေးအဲ့ဒီအချိန်ခါမှာအရှင်မင်းသားမှဘာပြစ်မှမရှိပါဘူးအရှင်မင်းသားတို့ရဲ့နောင်တော်နှစ်ဦးမွေးဖွားခဲ့မှုပါတယ်ထိုနောင်တော်နှစ်ဦးကိုဘလူမကလာပြီးတော့ဖက်ဆက်သွားပါတယ်ဒါကြောင့်အရှင်မင်းသားဘလူမရဲ့ယံမလွတ်ပါစေခြင်းအကျိုး၌ရည်ရွယ်တောင်းတပြီးတော့ဖာကမဲတော်မင်းကြီးကတန်နောင်အိမ်ထဲမှာအရှင်မင်းသားကိုနေထိုင်စေပါတယ်တန်နောင်အိမ်ထဲမှာပဲမွေးဖွားစေပါတယ်တန်နောင်အိမ်ထဲမှာပဲအတတ်ပညာအရရကိုသင်ကြားစေပါတယ်ဒီတန်နောင်အိမ်ကိုအကြောင်းပြုပြီးတော့အရှင်မင်းသားတို့လည်းအသက်ရှင်ခွင့်ကိုရရှိခဲ့ပါတယ်စသည်ဖြင့်တန်နောင်ဥတင်ကြအဲဒီလိုတန်နောင်ဥတင်လိုက်တဲ့အချိန်ခါမှာမင်းသားလေးကစဉ်းစားပြီနော်တို့ကတန်နောင်အိမ်ကထုတ်စဉ်အချိန်ခါတုန်းကမူကြီးမရလေးကမင်းကြည့်တင်ဖြင့်ဒီနေ့တင်မြောက်မယ်ဖာကမဲတော်ကိုရှစ်ခိုးပြီးတော့တည်ပြီးဆောင်းတော်မူပါဆိုပြီးဒီလိုတင်မြောက်ပြီးတော့အပြင်ထုတ်ခဲ့တာဖြစ်တာအဲ့တော့ဒီနေရာမှာသူကနည်းနည်းလေးစဉ်းစားတယ်ငါဟာဆယ်လတို့ကာလပတ်လုံးလောဟဂုံပြီးငရဲနဲ့လည်းတူနေတဲ့မစင်ပင်ဖို့ငရဲနဲ့လည်းတူနေတဲ့မိခင်ဝမ်းနဲ့မှာဆယ်လတို့ကာလပတ်လုံးနေထိုင်ခဲ့ရတယ်မိခင်ဝမ်းကြတိုက်မှထွက်ခဲ့တော့လဲ16နှစ်တို့ကာလပတ်လုံးဒီတန်နှောင်အိမ်ကြီးထဲမှာပဲငါဆက်လက်ပြီးတော့နေထိုင်ရပြန်တယ်အပြင်ကိုနည်းနည်းမှကြည့်ခွင့်တောင်မရခဲ့ဘူးအမတန်ပူပြင်းနေတဲ့ຫນွေကာလတို့လိုຢာဒီရောက်ရှိခဲ့ပြီဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဥဒ္ဒရငရဲထဲမှာဝင်ပြီးနေရတယ်လို့အမတန်ပူလောင်နေတဲ့ဒီလောက်တော့ကြီးကျယ်နေတဲ့ဆင်းရဲဒုက္ခတွေကိုငါခံစားခဲ့ရတယ်ဘလူမရဲ့လက်မှလွတ်ခဲ့တာတော့မှန်တယ်ဘယ်လိုပင်ဘလူမရဲ့လက်မှလွတ်မြောက်တော့လဲငါဒီအိုးချင်းတရားမှဘယ်လိုမှမလွတ်မြောက်နိုင်ဘူးသိရတဲ့ဝဆင်းရဲဒုက္ခမှလည်းငါဘယ်တော့မှမလွတ်မြောက်နိုင်ဘူးတိုင်းပြည်အုပ်ချုပ်မင်းလုပ်ခြင်းဖြင့်ငါအတွက်ဘာအကျိုးရှိမှလဲသူကစဉ်းစားနော်အကယ်၍ဒီနံအုပ်ချုပ်မင်းလုပ်ခဲ့မယ်ဆိုရင်မင်းပြည်စဉ်ကိုလက်ခံတဲ့နေ့ကစပြီးငါတောထွက်ဖို့ရန်အတွက်အမတန်ခက်ခဲသွားပြီဒါကြောင့်ဒီနေ့ပဲမေတော်ခမည်းတော်တို့ကိုရှင်ဟန်ပြုဖို့ရန်အတွက်အနုညွတ်ခွင့်တောင်းပြီးတော့ဒီမွန်တာတို့ဝင်ပြီးတော့ငါရည်တည်ဟန်ပြုပြီးတော့ဘုနာတည်းဒုက္ခမေးမှလွတ်ရလွတ်ကြောင်းကိုငါကြည်ကြံတို့ကိုပွားများအထုတ်တော်မယ်ဘုနာတည်းဒုက္ခမေးမှလွတ်ရလွတ်ကြောင်းတရားကောင်းတွေကိုငါကြည်ကြံတို့ကိုပွားများအထုတ်တော်မယ်ဆိုပြီးတော့ဒီလိုသူကဆုံးဖြတ်ချက်ချအဲဒီလိုဆုံးဖြတ်ချက်ချပြီးတဲ့အချိန်ခါမှာနန်းတော်ကိုဝင်မြို့ကိုလှည့်ပတ်ပြီးတဲ့အချိန်ခါကျတော့နန်းတော်ကိုဝင်တယ်နန်းတော်ကိုဝင်ပြီးလို့နန်းတော်လည်းရောက်ရှိတော့အာကမဲတော်မေတော်တို့ကိုရှိခိုးဥကြပြီးတိတ်တင်လျှောက်ပတ်တဲ့ဒီနေရာမှာထိုင်နေတယ်အဲ့ဒီချိန်ကကြတော့ရှင်မြင်းကြီးကသားကိုကြည့်ပြီးတော့အမတန်ကျဉ်းသွားတယ်ဒါကတော့မိဘတို့ရဲ့ဓမ္မတာနဲ့တူပါတယ်နော်16နဲ့အရွယ်ဆိုတာကအလှဆုံးအပါဆုံးအရွယ်ဖြစ်နေတော့ကာယဉာဏဗလစွမ်းအားတွေနဲ့ပြည့်စုံနေတဲ့မိမိရဲ့သာရဏကိုပြင်းတဲ့တဲစမ်းစမ်းပဲပဲဖြင့်သူ့လိုမြင်တွေ့ရတဲ့မိဘတအုပ်အဖို့အမတန်အာရကျဉ်းသွားမှာပဲအဲဒီလိုအမတန်အာရကျဉ်းနေတဲ့အတွက်ကြောင့်ဘာဖြစ်လဲငါသာရဏကိုယရဏအစုအပုံထက်မှတင်ပြီးတော့3ချိန်တိုင်းတိုင်းကျူသင်း3မျိုးတို့ဖြင့်ကျူသင်းအစဉ်စဉ်မှုတ်ပြီးတဲ့အချိန်ခါမှာငွေထီးသူတွေဆောင်းဖို့ကာပြီးတော့အဘိဓိတ်တွန်းစီဆိုပြီးတော့အဘိဓိတ်အသုံးခိုင်းလိုက်ပါတယ်အဲဒီလိုအဘိဓိတ်သုံးခိုင်းလိုက်တဲ့အချိန်ခါမှာအယောဂရမင်းသားလေးကဘာပြောလဲနမေရှံရိစေနတောဟံပပိစိတ်တာမိပပိစေယမေအနုဇာနာထမေရှံကျွန်တော်မျိုးအဖို့ရိစေနရှိပြုအုပ်ချုပ်မင်းလုံးချင်းဖြင့်နတ်အတော်အလိုမရှိပါဟံသာတော်ဒီပပိစိတ်တာမိယတိဟံပြုပါပြီအမေသာတော်အပပိသံယတိယဟံရဲ့အဖြစ်ကိုအနုဇာနာထအနုအညွတ်ခွင့်လွှတ်တော်မူကြပါမေတော်ခမည်းတော်တို့ဗျာကျွန်တော်မျိုးဒီတိုင်းပြည်အုပ်ချုပ်မင်းလို့ခေါ်ရန်အတွက်အလိုမရှိပါသာတော်ဟာယတိယဟံပြုပါမယ်ယတိယဟံပြုဖို့ရန်အတွက်သာတော်ကိုအနုအညွတ်ခွင့်လွှတ်တော်မူပါဆိုပြီးတော့လျှောက်ထားတောင်းပန်ကြ
အဲ့ဒီသင်္ကာမဘယ်လိုအကြောင်းကြောင့်မင်းကြီးစဉ်ကြီးကိုဆွတ်လို့ပြီးတော့တိုင်သားယရနာကယတိယဟံပြုခြင်းရဒါပါလဲစသည်ဖြင့်ဖခင်မြတ်တော်ကြီးကမေးမြန်းတယ်အဲ့ဒီလိုမေးမြန်းလိုက်တဲ့အချိန်ခါမှာလဲယောဂရမင်းသားလေးကဘယ်လိုပြန်ပြီးလျှောက်ထားလဲအရှင်မင်းများကျွန်တော်မျိုးဟာဆယ်လတို့ကာလပတ်လွန်လောအကုန်မြင်ငရဲနဲ့တူနေတဲ့မစင်ပင်ပုံငရဲနဲ့လည်းတူနေတဲ့မိခင်ဝမ်းတွေမှာပဋိသန္ဓေကြည်နေခဲ့ရပါတယ်ဆယ်လတိုင်တယ်ပဋိသန္ဓေကြည်နေပြီးတဲ့နောက်မိခင်ဝမ်းကြတိုက်မှထွက်မြောက်လာတဲ့အချိန်ခါမှာလဲ16နှစ်တို့ကာလပတ်လုံးလောဟကုန်မြင်ငရဲနဲ့တူနေတဲ့မန်းနှောင်အိမ်ထဲမှာနှောင်ပွဲခြင်းကိုခံရခဲ့ရပါတယ်အပြင်ကိုနည်းနည်းလေးမှကြည့်ချုပ်ခင်မရခဲ့ပါဘူးဥဒ္ဒရငရဲထဲမှာဝင်ပြီးတော့ခံစားငရဲခံရတာနဲ့သိတူတယ်နော်အရှင်မင်းများသားတော်ဟာဘလူမရဲ့ဘေးရန်ကလွတ်မြောက်ခဲ့တာတော့မှန်တယ်ဒါပေမဲ့လို့ဘိုးချင်းတရားမှဘယ်တော့မှမလွတ်မြောက်နိုင်ဘူးသေခြင်းတရားမှလည်းဘယ်တော့မှမလွတ်မြောက်နိုင်ဘူး30တနိုင်ငံပိုင်ဆိုင်စွန်းနေရှင်သေမင်းကိုမြည်သည့်တတ္တဝါတစ်စုံတစ်ဦးတယောက်မျှအနိုင်ယူဖို့ရန်အတွက်မစွမ်းနိုင်ပါဘူး။ဒါတော်ဒီဘဝကြီးနဲ့အတွက်တွေမှညီငွေနေတယ်။ဒါကြောင့်ဝဏတိဒုက္ခဘေးတို့သာတော်ထံသို့မဆက်ရောက်လာမီအချိန်ခါတွင်မှာယတိယဟံပြုပြီးဝဏတိဒုက္ခဘေးမှာလွတ်ရလွတ်ကြောင်းဖြစ်တဲ့တရားကောင်းကိုကြည်တံကြုတ်ကိုပွားများအထောက်ထုတ်လိုပါတယ်ဒါကြောင့်တိုင်းပြည်အုပ်ချုပ်မင်းလို့ဖို့ရန်အတွက်သာတော်အလိုမရှိပါဘူး။သားတော်ကိုယတိဟံပြုဖို့ရအတွက်အနုညုတ်ပြုတော်မူပါစသည်ဖြင့်လျောက်ထားပြီးတဲ့အချိန်ခါမှာ24ပါးဓာတ်တို့ဖြင့်မေတော်ခမည်းတော်အမှုရှိနေတဲ့မူကြီးမယတိနာပတိအမှုရှိနေတဲ့တဲ့သူပြည်သားတို့အားတရားဓမ္မဟောကြားပြသပြီးတော်မူပါတယ်နော်အဲ့ဒီယောဂရမင်းသားလေးမိဘတွေဥဒ္ဒပြီးတော့ဟောကြားပြသနေတဲ့တရားဒေသနာတော်ကိုဒီနေ့တရားနာပရိသတ်တို့ကိုဘုန်းကြီးကတဆင့်ပြန်ပြီးတော့ဟောဖို့ရည်ရွယ်ထားပါတယ်နော်သို့တော်လည်းတရားကိုနာယူတဲ့အချိန်ခါမှာဘုန်းကြီးကဟောနေတယ်လို့အာယုံမယူပဲနော်တို့ကိုအယောဂရမင်းသားလေးကဒီတရားတွေကိုဟောကြားပြသပေးနေတာပဲလို့ဒီလိုအာယုံယူပြီးတော့နာယူနိုင်ကြမယ်ဆိုရင်တော့ပို့ပြီးအကျိုးကြီးမှလိမ့်မယ်လို့ဘုန်းကြီးပြောလိုက်ပါနော်ကဲအယောဂရမင်းသားလေးကမေတော်ခမည်းတော်အမှုရှိနေတဲ့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောကြားပြသနေတဲ့တရားကိုစတင်ပြီးနာကြားကြည့်ကြရအောင်နော်ယမိကာရတိပထမကဗေဝတ္တိမနောအဘုဒ္ဓိတောဝသောယာတိသဗ္ဗေသန္နာနိဝတ္တိမဟာရာဇာခမည်းတော်မြတ်တောင်းလုံးနတ်တို့ဗျာယံယောမနောအကျဉ်သတ္တဝါသည်ယေကာရတိတခုသောညင်အခါ၌ပထမရှိဥစွာသဗ္ဗေမိခင်ဤဝံကြာတိုက်၌ဝတ္တိပရိသန္တိအဖြင့်ကာရောက်တည်နေရပေ၏ဒီဥစွာညတညဆိုကြဆိုညတညလို့ပြောရတာကဘဝရည်ဒီပရိသန္တိစွဲပိုက်တည်နေတဲ့အချိန်အခါမှာများသောအဖြင့်ညအခါမှာပဲပရိသန္တိတည်လေရှိတဲ့အတွက်ကြောင့်ဒီလိုညအခါဆိုပြီးပေါ်ပြခြင်းဖြစ်တဲ့အကြောင်းအခါကရှင်းထားတယ်နော်မဟာရာဇာခမည်းတော်မြတ်တောင်းလုံးနတ်တို့ဗျာယံယောမနောအကျဉ်သတ္တဝါသည်ဧကာရတိတခုသောညအခါကာလ၌ပထမရှိဥစွာကဖြင့်မိဝမ်းကြတိုင်း၌ဝတ္တိပရိသန္တိအဖြင့်ကရောက်တည်နေရပေ၏တတ္တရတိယထိုညအခါထိုညအချိန်ကာလ၌သောမနောသူတ္တဝါသည်အဘုဒ္ဓိတော်ဝတည်ပြီးသောတိမ်တိုက်ကဲ့သို့ဟုတ်တော်ပါဖြစ်၍ပထမခဏတော်ဘဝတစ်ခု၌ယေဟုအစခဏဟုခေါ်ဆိုသောပိဋကလေးခဏမှပဋ္ဌာယစ၍မေဇဝတံတိမိ၏အလိုနိုင်ငံသို့ယာတိလိုက်ပါ၍နေရပေ၏သောတာတတော်မနောအထုတ္တဝါသည်ဧဝဤသို့ကိစ္စံတော်တိမိထံသို့သွားနေရသည်ရှိသောနနေဝတတိနောက်သို့တဖန်ပြန်လှည့်၍လာယောဓမ္မတာမရှိပေဤညတတုတကယ်စင်စစ်အဖြစ်သောကမရဏမေဝရှင်သေမိအထံသို့သာနှင့်ဥပကိစ္စတိကာရောက်၍သွားနေရပေ၏ရှင်မင်းများသရဝရိဟာတခုသောညအခါမှာပရိသန္တိဆွဲပက်ပြီးမိခင်ဝမ်းကြတဲ့မှကြီးနေကြရတယ်အဲဒီလိုကြီးနေတဲ့ထိုညမှာကြည့်မယ်ဆိုရင်ထိုသရဝဟာပြည့်ပြီးတဲ့တင်တိုက်လိုပဲပထမပရိဘဝတကုမှာကျေဥအစခဏလို့ခေါ်ဆိုအပ်တဲ့ပရိသန္တိခဏမှာစပြီးဒီမင်းရဲ့အလိုနိုင်ငံတို့တည်၍လိုက်ပါပြီးသွားနေရပါတယ်
တိမ်တိုက်တစ်ခုဆိုကြတယ်ကောင်းကင်မှာတိမ်တိုက်အစိုက်ခဲကြီးတစ်ခုဖြစ်ပေါ်လာပြီထိုဖြစ်ပေါ်လာတဲ့တိမ်တိုက်အစိုက်ခဲကြီးကိုလေပြင်းမှုန်တိုင်းကတက်ခတ်လိုက်ပြီဆိုကြတယ်လေပြင်းမှုန်တိုင်းကတက်ခတ်လိုက်တဲ့အချိန်ခါမှာဒီတိမ်တိုက်ကြီးပြီးရွေ့လျားသွားပြီတဲ့အခါနောက်ထပ်တစ်ဖန်မိမိမူလနေရာကိုပြန်သွားမယ်ဆိုပြီးဖြစ်တော့လေပြင်းမှုန်တိုင်းကရိုက်ခတ်လိုက်လို့တိမ်တိုက်ကြီးအစိုက်အခဲတွေကွဲအပ်ပြီးပြိုပြက်သွားပြီဆိုလို့ရှိရင်လည်းပြည့်စည်သွားတဲ့အတိုင်းသာဒီနေတဲ့နောက်ထပ်တစ်ဖန်ပြန်လာပြီးမူလတည်ရှိနေတဲ့တိမ်တိုက်အစိုက်အခဲအတန်ပြုပြင်ပြောင်းလဲဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲဒီပုံစံအတိုင်းပဲတရားတို့ဟာပြိဿာတွေတည်နေတဲ့အချိန်ကာကနေစပြီးတော့ဒီမင်းဘက်ကိုပြည့်ရွေ့သွားနေရတယ်။သွားလိုက်တဲ့အချိန်ခါမှာရေဥအစဆိုကြပါစို့ကရလရေကြီး9ရက်လောက်ကရလရေကြီးဘဝနဲ့တည်နေရအဲဒီလိုကရလရေကြီးဘဝနဲ့9ရက်လောက်တည်နေပြီးတဲ့အချိန်ခါမှာ9ရက်လောက်ကျော်တော့အမြုပ်ကလေးဖြစ်သွားပြီ။မြုပ်ကလေးအဖြစ်နဲ့9ရက်လောက်တည်နေပြီးတဲ့အချိန်ခါနောက်ထပ်9ရက်လောက်ကြာတော့ဒီအမြုပ်ကလေးကနေပြီးတော့အသားဆိုင်ဖြစ်သွားပြီ။အဲဒီအသားဆိုင်လေး9ရက်လောက်အဖြစ်နဲ့တည်နေပြီးတဲ့နောက်ထပ်9ရက်လောက်ကြာတဲ့အချိန်ခါမှာအသားတုံးလေးဖြစ်သွားတယ်။အဲဒီအသားတုံးလေး9ရက်လောက်ဖြစ်ပြီးတဲ့နောက်ထပ်9ရက်လောက်အကြာခက်မှ9ပြပေါ်လာပြီ။လက်နှစ်ဖက်ချင်းနှစ်ဖက်ခေါင်းဒါလေးတွေပေါ်လာပြီ။အဲဒီလိုပေါ်လာပြီးတဲ့အချိန်ခါမှာအစစ်တက်ပြီးတော့ဒီဖြည်းဖြည်းခြေတဲ့လက်တဲ့သံမြင်နေမွေးခြင်းတွေဒီဖြည်းဖြည်းပေါ်လာကြ။အဲဒီလိုပေါ်လာတဲ့အချိန်ခါမှာကလေးသူငယ်ရဲ့ချက်ကျိုးနဲ့မိခင်ဖြစ်သူရဲ့သားအိမ်မှာဆက်သွယ်ထားနေတဲ့ချက်ကျိုးကနေတစ်ချက်မိခင်သတ်လိုက်တဲ့အစာဟာရတကြီးဒီကလေးသူငယ်ဤခန္ဓာအိမ်အတွင်းသို့ဒီဖြည်းဖြည်းပြန်သွားပြန်သွားရကနေနောက်ဆုံးသက္ကုအကြည့်စားတဲ့အကြည့်တတ်တွေယုတ်တရားတွေဒီဖြည်းဖြည်းထင်ရှားပြလာလိုက်တာနောက်ဆုံးဣန္ဒြေတွေပြည့်စုံသွားပြီဣန္ဒြေတွေပြည့်စုံပြီးလို့9လသို့မဟုတ်10လဉာဏ်ခံ9လဆိုတော့အဲ့ဒီလိုလတွေပြည့်လို့ရင့်ကျက်လာတဲ့အချိန်ကမှမွေးဖွားပြီမွေးဖွားပြီးတဲ့အချိန်ကမှလည်းပထမအရွယ်ဒုတိယအရွယ်သတိအရွယ်ဒီအချင်းချင်းပြောင်းလဲသွားအဲ့ဒီလိုပြောင်းလဲသွားတဲ့အချိန်ကမှဒီရဝဟာအမြုပ်ဆိုင်လေးဖြစ်နေတဲ့အဆင့်ကိုရောက်ရှိပြီဆိုရင်ငါကရလရင်ဒီအဆင့်ကိုပြန်သွားမယ်ဆိုသွားလို့ရလားမရဘူးဘာတိကလေးဖြစ်သွားပြီဆိုလို့ရှိရင်လေဒီတတိကနေပြီးတော့ငါအသားဆိုင်လေးအမြုပ်ကလေးဘဝတို့ရောက်အောင်ပြန်သွားမယ်ဆိုသွားလို့ရလားမရဘူးခုနကပြည့်စည်သွားတဲ့ဒီတိုက်ကြီးကမူလတည်ရှိခဲ့တဲ့နေရာကိုပြန်သွားမယ်ဆိုသွားလို့မရတယ်လို့ဘယ်လိုမှပြောင်းလဲလို့မရဘူးအလားတူပဲမွေးဖွားပြီးတဲ့နောက်မှလဲဒုတိယအရွယ်ရောက်ပြီဆိုရင်ငါဟာပထမအရွယ်ကိုပြန်သွားမယ်သွားလို့မရဘူးအသက်အရွယ်ကတိတ်ကြီးလာပြီတိတ်ကြီးလာတဲ့အချိန်ခါမှာငါငယ်ရွယ်စဉ်အချိန်ခါလွတ်လည်နေတဲ့အချိန်ခါကာလကိုငါပြန်ပြီးသွားမယ်ဆိုရင်လည်းသွားလို့ရလားမရဘူးသဘာဝဟာနေ့စဉ်ပရိသန္တိခဏကနေစပြီးတော့နေခြင်းမရဏဆိုတဲ့ဘက်သို့တည်ရွေ့နဲ့အမြဲတမ်းသွားပြီးနေရပါတယ်ဘယ်တော့မှနောက်ပြန်ထုတ်မယ်ဆိုရင်ထုတ်လို့မရနိုင်ဘူးဒါရင်လားဆိုတော့မကသေးဘူးတသမိန်ကိုဋ္ဌပိသင်္ခါရပုရိမာဏပစ္စယဟုတ်တော်ဝါသစ္စာတော်အနိဟိုတိတဝတတ္တတထေဝပိသန္တိတသမိန်ကိုဋ္ဌတိထိုကုဋ္ဌတ၌ထိုကုဋ္ဌတဆိုတာကခုနကလရေကြီးကုဋ္ဌတအမြုပ်ကုဋ္ဌတဘာတိကုဋ္ဌတအစသည်ဖြင့်အမိဝမ်းလေးမှာရှိနေတဲ့အချိန်ကမှလည်းကုဋ္ဌတတွေအချင်းချင်းနဲ့မွေးဖွားလာပြီးတဲ့နောက်ပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်သတုဒ္ဓအရွယ်စသည်ဖြင့်အရွယ်တွေအချင်းချင်းကုဋ္ဌတအဖို့အစုတွေအချင်းချင်းနဲ့အဲဒီလိုအချင်းချင်းပြောင်းလဲလာတဲ့အချိန်ခါမှာထိုကုဋ္ဌတမှာတည်ရှိနေတယ်ဘာဖြစ်လဲသသမိန်ကုဋ္ဌတိထိုကုဋ္ဌတအဖို့စု၌ရှိတာတည်ရှိကြကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားမှန်တယ်မြတ်တို့သည်ပုရိမာဏရှင်းရှင်းသင်္ခါရတရားတို့၏ဖြစ်ကြောင်းတရားတို့သည်ဟုတ်တော်ပါသစ္စာတော်နောက်ကြောင်းသောအနိဟိုတိတဝတပံပြန်မလှဲ့နိုင်ကြကုန်၏ဖြစ်ပေတထတတိဝထိုခဏ၌သာလျှင်ပိစ္ဆန္တိပြုပျက်စီး၍သွားကြရလေကုန်၏ဒီစကားလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီယောဂရမင်းသားလေးကယုံနာဓမ္မသင်္ခါရတရားတွေကိုတကယ်တော့စိုက်အောင်သူကပြနေပြီဒီနေရာမှာရှင်းနောက်ဆိုတော့မက္ကဒုမနာနည်းနဲ့ပြောနေပုံရပါတယ်နော်ရှင်းသင်္ခါရတရားတွေကဖြစ်ပြီးတဲ့ပြတ်သွားတယ်ပြတ်ပြီးသွားလို့ရှိရင်နောက်သင်္ခါရတရားတွေအတိတ်တွေထပ်ပြီးဖြစ်လာရှင်းသင်္ခါရတရားတွေပြည့်စည်သွားခြင်းဒီနောက်တော့အတိတ်သောသင်္ခါရတရားယုံနာဓမ္မသင်္ခါရတရားတို့ဖြစ်ပေါ်လာဖို့ရန်အကြောင်းရင်းဖြစ်တယ်လို့ဒီလိုဆိုလိုပါတယ်
အဲဒီတော့ဒီရှေ့ရှေ့သင်္ခါရတရားတွေကပြတ်သွားပြီးအရှင်ကနောက်နောက်အသစ်သင်္ခါရတရားတွေကထပ်တက်ပြီးဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေဟာလည်းထပ်ထပ်ပြီးတော့တဖန်ပြန်ပြီးတော့ပြည့်ရပြန်တယ်ပြည့်တဲ့အချိန်ကမှလည်းဘယ်အချိန်ကမှပြည့်တယ်လို့မေးတော့ထိုဖြစ်စေခဏမှာပဲပြည့်စည်သွားတယ်ဖြစ်ပြီးတာနဲ့ချက်ချင်းထိုဥပခြေပင်အခိုက်မှာပဲပြည့်စည်သွားသရကာလိသင်္ခါရအမိဟိဧတပုပ္ပေယုဘဓမ္မသံဗန္နောကတောပုဏ္ဏနန္ညဝတိတဝတထေဝဂရိတမိတိနာလဗန္တိရကာလိအိုမေမဆွမ်းဖြစ်ပေါ်နေတဲ့အချိန်ကာလ၌ဘုဒ္ဓဖြစ်ပေါ်၍လာကြအကုန်သောသင်္ခါရယုံနာဓမ္မသင်္ခါရတရားမှန်သမျှတို့သည်အမိဟိငါတို့သည်ပုပ္ပေရှိရခင်အခါ၌ယုဝါဓမ္မတမ္ပန္တောနုပြိုလဲချက်သွမ်းအားနှင့်ပြည့်စုံသည်ဟုတ်တော်ပါဖြစ်၍ဤသာဧသောဤသင်္ခါရတရားကိုကတော်ပြုလုပ်ခဲ့ပြီလေပြီခုနနောက်ထပ်တပန်းနံထိုသင်္ခါရတရားကိုနိဝတိတဝနောက်ကျောင်းသို့တပန်းပြန်ပြေး၍အထေဝထိုနုနယ်နေတဲ့အချိန်ကာလ၌တည်ရှိတဲ့သင်္ခါရတရားအတိုင်းသာလျင်ဂရိတာမီပြုလုပ်ကြပါကုန်အံဂရိတာမှာပြုလုပ်ကြပါကုန်အံဣတိဤသို့နှလုံးဣတိဤသို့သောအခွင့်အလမ်းမျိုးကိုနလဗန္တိမြာရှိနိုင်ကြလေကုန်အိုမင်းမစွာဖြစ်လာတဲ့အချိန်ခါကျတော့အိုနေတဲ့ဒီယုံနံဓမ္မသင်္ခါရတရားတွေကိုသရဝတိကများသောအဖြစ်အလိုမရှိကြဘူးဟိုရှိရခင်အချိန်တုန်းကတို့ဟာလူပြောခဲ့တယ်ကာယဉာဏပလသွမ်းအားတွေနဲ့ပြည့်စုံခဲ့တယ်အဲဒီလိုပြည့်စုံခဲ့တဲ့အချိန်ခါမှာတည်ရှိခဲ့တဲ့သင်္ခါရတရားတွေအတိုင်းတဖန်ပြန်ဖြစ်အောင်တို့လုပ်ကြမယ်လို့ဒီလိုပြုလုပ်မယ်ဆိုရင်ရနိုင်ပါမလားမရနိုင်ဘူးဘာဖြစ်လို့လဲတထတထေဝအန္တရတယံတိတထတတေဝထိုခဏ၌ပင်လျင်အန္တရတယံတိကွယ်ပြောက်ရုပ်သိမ်းချုပ်ငင်း၍သွားကြရလေကုန်၏တို့သင်္ခါရတရားတွေကဖြစ်ပြီးတဲ့ပြတ်တယ်ပြတ်ပြီးတဏှာမှာသွားပြီးစုပုံထပ်နေတာလည်းမရှိဘူးအကြောင်းတရားတွေထင်ရှားဖြစ်ခဲ့ရင်အကျိုးတရားတွေထင်ရှားဖြစ်ပေါ်လာတယ်အကြောင်းတရားတွေချုပ်ငင်းသွားရင်အကျိုးတရားတွေလည်းချုပ်ငင်းသွားတယ်မဖြစ်ခင်ကလည်းသူပြီးရင်ငါဖြစ်မယ်ငါပြီးရင်သူဖြစ်မယ်စသည်ဖြင့်တန်းစီပြီးကြောက်နေတဲ့သဘောမရှိဘူးဖြစ်ပြီးတဲ့နောက်ပိုင်းမှလည်းတဏှာမှာသွားပြီးလောင်းကောင်တွေစုပုံပြီးထပ်နေတယ်လို့တဏှာမှာစုပုံပြီးထပ်နေတဲ့သဘောမရှိဘူးဖြစ်ပြီးတာနဲ့ချက်ချင်းကြောက်သွားတယ်ပြန်ပြီးအစမ်းလိုချင်နေဆိုရင်မရနိုင်ဘူးရည်စည်းသွားတဲ့တိမ်တိုက်ဒီတဖန်ပြန်ပြီးတော့ဒီတိမ်သားတွေကိုစုဝေးပြီးပြန်ပြီးတိမ်တိုက်ကြီးတစ်ခုပြအောင်လုပ်လို့မရနိုင်ဘူးအဲ့ဒီပုံစံအတိုင်းပဲယုံနာဓမ္မသင်္ခါရတရားတွေတော့ပြည့်စည်သွားပြီဆိုလို့ရှိရင်နောက်တဖန်ပြန်ပြီးတော့အသစ်ဖြစ်အောင်ပြုလုပ်မယ်ဆိုရင်ဘယ်လိုမှပြုလို့မရနိုင်တော့ဘူးဒီသဘောတရားတွေကိုဒီအယောဂရမင်းသားလေးကမြင်နေတယ်မြင်နေတဲ့အချိန်ကကျတော့ဒီနေ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့လည်းဒီအယောဂရမင်းသားလေးမြင်တယ်လို့မြင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိမယ်မမြင်သေးတဲ့ပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိတယ်ဒါပေမဲ့ဒီနေရာမှာဘုန်းကြီးမြင်ပြီးဖြစ်စေမမြင်ပြီးဖြစ်စေဒီယောဂရမင်းသားလေးကဒီလိုအတိဉာဏ်တွေကိုသူကဒီ16နှစ်ကာလအတွင်းမှာဘယ်ပုံဘယ်ပန်းဘယ်နည်းလားအဖြစ်ရရှိနိုင်ပါတယ်လို့ပရိသတ်တွေဘက်ကစဉ်းစားကြည့်စဉ်းစားမယ်ဒီဘက်မှာဘုန်းကြီးပါရမီအကြောင်းကိုနည်းနည်းလေးပြောဖို့ရည်ရွယ်ထားပါဦးဇင်းတို့ဘုရားအလောင်းတော်ဟိုသူ့မိတာရှင်တိဘုရားသူကြတယ်နော်ဒီပင်ကရာဘုရားရှင်ရဲ့ခြေတော်ရင်းမှာဝါဆင်းပြီးတော့သဗ္ဗညုတဉာဏ်ကိုရရှိဖို့ရန်အတွက်သုတုပဋ္ဌာခဲ့တဲ့ဘဝကစပြီးတော့ကသဗ္ဗမြတ်စွာဘုရားသာသနာတော်တွင်တို့တိုင်အောင်ဆိုကြပါစို့နော်24စုဒီပင်ကရာဘုရားရှင်အဝင်အပါ24စုသောဘုရားရှင်တို့နဲ့တွေ့ကြုံခဲ့ရပါတယ်ဒီ24စုသောဘုရားရှင်တို့ရဲ့သာသနာတော်အတွင်းမှာဥဒ္ဒလိုဘုရားအလောင်းတော်ဒီရှင်ဟန်ဘုရားကိုဘယ်နှကြိမ်ရခဲ့တယ်ဆိုတော့9ကြိမ်နော်နံပါတ်1ကတော့ဥဒ္ဒလိုပွင့်နေကြအမြတ်စွာဘုရားသာသနာတော်အတွင်းမှာဥဒ္ဒလိုဘုရားအလောင်းတော်ကဝိဇိတာဝိအမည်ရှိနေတဲ့စေကြဝဠာမင်းကြီးတူဖြစ်ခဲ့ပါတယ်ဒီစေကြဝဠာမင်းကြီးကိုစေကြဝဠာမင်းစည်းစိမ်ကိုဆွတ်လို့ပြီးတော့ပွင့်နေကြအမြတ်စွာဘုရားရှင်ရဲ့သာသနာတော်အတွင်းမှာဝင်ရောက်ပြီးရှင်ဟန်ပြုခဲ့ပါတယ်ဒါကတစ်ကြိမ်နော်နောက်တခါမင်္ဂလာမြတ်စွာဘုရားလောကမှာပွင့်လာပြန်တယ်အဲ့ဒီမင်္ဂလာမြတ်စွာဘုရားရဲ့သာသနာတော်တွင်မှာလဲဘုရားတို့ဘုရားအလောင်းတော်ကသူ့ရူစီအမည်ရှိနေတဲ့ပုံနာတူဖြစ်ခဲ့ပါတယ်မိမှာရှိနေတဲ့စိတ္တိချမ်းသာတွေကိုအကုန်ဆွတ်လွတ်ပြီးတော့သာသနာပေါင်းတို့ဝင်ရောက်ပြီးရှင်ဟန်ပြုခဲ့ပါတယ်အဲဒီချိန်နော်နောက်တတိယအကျင့်ကတော့သူမိဒမြတ်စွာဘုရားသာသနာတော်တွင်ဆိုကြတယ်သူမိဒမြတ်စွာဘုရားလောကမှာပွေထွန်းလာတဲ့အချိန်ကမှာဥစ္စနုဘုရားအလောင်းတော်ကဥဒ္ဒရာအမည်ရှိတဲ့လူလင်လေးတူဖြစ်ခဲ့ပါတယ်တို့လူလင်ဘဝမှာလဲမိမိပိုင်ဆိုင်နေတဲ့သက်ရှိတဲ့မဲ့ကာမဝတ္ထုအစုတို့တွေကိုဆွတ်လွတ်ပြီးတော့အရှင်ရဲ့သာသနာတော်တို့ဝင်ရောက်ပြီးတော့ရှင်ဟန်ပြုခဲ့ပါတယ်ဒီချိန်
နောက်တစ်ခုသုဒ္ဓတမြတ်စွာဘုရားသာသနာတော်တွင်ဆိုကြတယ်နော်လောကမှာသုဒ္ဓတမြတ်စွာဘုရားပွင့်ထွန်းတော်မူလာတဲ့အချိန်ခါမှာဥစ္စလို့ဘုရားအလောင်းတော်ကစကြဝဠာမင်းကြီးဖြစ်နေပါတယ်အဲဒီစကြဝဠာမင်းစည်းစိမ်ကုန်လည်းအကုန်ဆွတ်လွတ်ပြီးတော့သုဒ္ဓတဘုရားရှင်ဤသာသနာတော်တွင်သို့ဝင်ရောက်ပြီးပြန်ပြုခဲ့တယ်ဒါကဒီချိန်၄ကြိမ်ရှိတော့နော်နောက်တစ်ကြိမ်ကတော့ဥစ္စလို့ဘုရားမြတ်စွာဘုရားသာသနာတော်တွင်ဖြစ်ပါတယ်ဘုရားမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူလာတဲ့အချိန်ခါမှာဥစ္စလို့ဘုရားအလောင်းတော်ကဝိဇိတာဝီအမည်ရှိနေတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းတို့ဖြစ်နေပါတယ်မိမိရဲ့နတ်စည်းစိမ်ဟူသမျှကိုအကုန်လုံးစွန့်လွတ်ပြီးတော့ဘုရားဘုရားရှိသာသနာတော်တွင်သို့ဝင်ရောက်ပြီးရှင်ပြုခဲ့တယ်ဒါကဒီကြိမ်နောက်နံပါတ်6ခုမြောက်အကျဉ်းကတော့ဥစ္စလို့ဝတ္တဘုမြတ်စွာဘုရားရှိရဲ့သာသနာတော်တွင်ဖြစ်ပါတယ်ဝတ္တဘုမြတ်စွာဘုရားလောကပွင့်ထွန်းတော်မူလာတဲ့အချိန်ခါမှာဥစ္စလို့ဘုရားအလောင်းတော်ကသုဒ္ဓတနာအမည်ရှိတဲ့ရှင်မင်းတို့ဖြစ်ခဲ့ပါတယ်အဲဒီသုဒ္ဓတနာမင်းစည်းစိမ်ကိုလည်းစွန့်လွတ်ပြီးတော့ဝတ္တဘုမြတ်စွာဘုရားရှင်ဤသာသနာတော်တွင်သို့ဝင်ရောက်ပြီးရှင်ပြုခဲ့တယ်ဒါက9ကြိမ်မြောက်မှာကကုတ္တန္တမြတ်စွာဘုရားရှင်သာသနာတော်တွင်ပွင့်လာပြီးဆိုကြတယ်နော်အဲဒီ9ကြိမ်မြောက်ကကုတ္တန္တမြတ်စွာဘုရားရှင်သာသနာတော်တွင်မှာဥစ္စလို့ဘုရားအလောင်းတော်ကခြေမအမည်ရှိသောရှင်မင်းတို့ဖြစ်နေပါတယ်မိမိရဲ့နတ်စည်းစိမ်ဟူသမျှကိုအကုန်စွန့်လွတ်ပြီးတော့ကကုတ္တန္တမြတ်စွာဘုရားရှိသာသနာတော်တွင်သို့ဝင်ရောက်ပြီးရှင်ပြုခဲ့တယ်ဖြစ်ချိန်ရောက်ကြတော့ဥစ္စလို့ဘောနာကုမြတ်စွာဘုရားလောကမှာပွင့်နေပြီဘောနာကုမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်ခါမှာလည်းဥစ္စလို့ဘုရားအလောင်းတော်ကပပ္ပရအမည်ရှိနေတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းပဲဖြစ်ခဲ့ပါတယ်မိမိရဲ့နတ်စည်းစိမ်ဟူသမျှကိုအကုန်စွန့်လွတ်ပြီးတော့ဘောနာကုမြတ်စွာဘုရားရှိသာသနာတော်တွင်သို့ဝင်ရောက်ပြီးရှင်ပြုခဲ့တယ်ဒီချိန်နောက်တဲ့ချိန်ကတော့ဥစ္စလို့ကတ္တဗမြတ်စွာဘုရားသာသနာတော်တွင်ဖြစ်ပါတယ်ကတ္တဗမြတ်စွာဘုရားရှိသာသနာတော်တွင်မှာလည်းဇောတိပါဠအမည်ရှိတဲ့ဘုံနာလွတ်လင်တအိုးဖြစ်ခဲ့ပါတယ်ဘုချိန်ကမှလည်းဒီဇောတိပါဠလွတ်လင်ကကတ္တဗဘုရားရှိသာသနာတော်တွင်သို့ဝင်ရောက်ပြီးရှင်ပြုခဲ့တယ်ပေါင်းလိုက်တော့ရှင်ဟန်းဘုရားဘယ်နှကြိမ်ရခဲ့လဲ9ကြိမ်အဲဒီ9ကြိမ်တိုင်းတဲ့ဘုရားရှင်တို့ရဲ့သာသနာတော်တွင်မှာဝင်ရောက်ပြီးရှင်ပြုတဲ့အချိန်ကမှဥစ္စလို့ဘုရားအလောင်းတော်ဘာလုပ်တယ်လဲဉာဏ်ဒီဟုသောဥကြိုကိုဘယ်တော့မှချမထားဘူးဉာဏ်ထက်မြက်အောင်တွေးနော်ပါဠိမောကသံဝရသီလလို့ခေါ်ဆိုအပ်တဲ့ဝိနည်းကျင့်ကိုဒိဋ္ဌဘုတ်ဒီကိုလုံးလုံးချွန်းချွန်းဆောင်ထိန်တယ်နံပါတ်1သီလဣန္ဒိယသံဝရသီလလို့ခေါ်ဆိုအပ်တဲ့မျက်စိနာနာလျှာကိုယ်နှလုံးခေါ်ဆိုအပ်တဲ့ဒွါရ6ပါးမှဣတိသာတိမဝင်အောင်မိမိရဲ့စိတ်ကိုသမထဘာဝနာဝိပဿနာဘာဝနာလို့ခေါ်ဆိုအပ်တဲ့အာယုန်နဲ့မှအမြဲတမ်းသွင်းထားတယ်အိန္ဒိယသံဝရသီလလုံးလုံးနဲ့နောက်တစ်ခုနံပါတ်3ဖြစ်တဲ့သီလကပြည့်စုံတန်လေးသီလသီလဒီသီလဘာကိုသုံးဆွဲတဲ့အချင်းကာမပိစ္ဆဝကနာဉာဏ်ဖြင့်သိဉ္ပြီးတော့အမြဲတမ်းသုံးဆွဲတယ်နံပါတ်4အာဇီဝပါရိတုတ်သီလအတမွေးဝမ်းကြောင်းတွေကိုအတွတ်သဖြင့်စင်ကြယ်အောင်တုတ်တည်ရှင်းလင်းတယ်ဒီသီလကြီး၄ပါးကိုသတုပါရိတုတ်သီလလို့ခေါ်ပါတယ်ထိုသတုပါရိတုတ်သီလလို့ခေါ်ဆိုအပ်တဲ့မြေကြီးပေါ်မှာကောင်းစွာရပ်တည်ပြီးတော့ဘုရားအလောင်းတော်ဒီဘာလို့တလဲဒုတင်33ပါးကိုဆောင်းတယ်တော့မှနေတယ်ဘိဓကသုံးပုံနှုတ်ငုံရအောင်ဆောင်းတော်မူတယ်ပရိယတ်ဒီဘက်ပฏิပါဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဇံပင်ကြီးလေးကိုရအောင်ဝင်ကျိုးစားအထုတ်တော်မူတယ်ဝိပဿနာပိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုကြည့်ပြန်တော်မူခဲ့တယ်သင်္ခါရုပ္ပကဉာဏ်တိုင်အောင်ဆိုတော့ဒီဒီနာနေကိုဟိုတိုင်းမှသာသိတဲ့နမရုပ္ပပိစိတဉာဏ်လေးလည်းရရှိခဲ့တယ်အကြောင်းတရားအကျိုးတရားတွေကိုအတိတ်နဂပိစုပံကာလ3ပါးအတွင်းမှာဟိုတိုင်းမှန်စွာသိတဲ့သစ္ဆတဗိဒ္ဓတန်တ2ပါးအတွင်းမှာဟိုတိုင်းမှန်စွာသိနေတဲ့သစ္စာပရိက္ခဉာဏ်လေးလည်းရရှိခဲ့တယ်အကြောင်းတရားနေတွေကညုံနန်းတို့ရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုလည်းသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်ဟိုတိုင်းမှန်စွာတွင်ပေါသိမြင်ခဲ့တယ်ခဏကြိမ်လဲအလုံးပေါင်းလိုက်ရင်9ကြိမ်အဲ့ဒီ9ကြိမ်တိုင်တိုင်ဒီလိုဖြစ်ကျင်ခဲ့တဲ့ပါရမီမျိုးစိတ်ဒီကအလောင်းတော်ကိုဘဝတိုင်းမှာလက်ပြီးတော့ကျေးဇူးပြုပေးနေပါတယ်ပါရမီဆိုတာညုံသွားတဲ့သဘောမရှိဘူးနော်ဒီလောက်တင်လို့ဆိုတော့မကသေးဘူးနောက်ထပ်ထူးခြားတဲ့ဘဝတွေရှိနေသေးတယ်ဥဒ္ဒလို့ဘုရားအလောင်းတော်ဟာဒီပင်ကရာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်နဲ့မှာတော့သူမိတာရှင်သိရှိခဲ့တို့သူမိတာရှင်သိဘဝမှာဆိုလို့ရှိရင်ဇံပင်ကြီးလေးကိုရရှိတော်မူခဲ့ပါတယ်အကယ်၍မြတ်ဒီပင်ကရာဘုရားရှင်ကဗုဒ္ဓဂါဒါလောက်အရတ္တဖို့ရောက်ကြောင်းတရားလေးတစ်ခုလောက်ဟောလိုက်မယ်မိမိကလည်းအရတ္တဖို့အလိုရှိခဲ့တယ်ဆိုရင်ဗုဒ္ဓဂါဒါနာကြပြည့်သည့်အဆုံးနဲ့အရတ္တဖို့ရနိုင်နေတဲ့ပါရမီမျိုးစေ့တွေလည်းပြည့်ပြည့်စုံစုံရှိ
အဲ့ဒီမျိုးစီတွေကဘာတွေလဲလို့ပြီးတော့ဘုန်းကပြောခဲ့တယ်ယုံနာဓမ္မသင်္ခါရတရားတွေရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်ဟုတ်တိုင်းမှဆိုသင်္ဖောက်သိခဲ့တဲ့ပါရမီမျိုးစီတွေကအဓိကဖြစ်ပါတယ်ပြီးတော့ဒီသုမေရာရှင်သိဘွားမှာတဲ့ကဒီမျိုးစီတွေကပြည်စုံခဲ့တယ်နောက်တစ်ခုနာရတမြတ်စွာဘုရားပွင့်ထွန်းတော်မူတဲ့အသင်္ခါမှလည်းယတိတူဖြစ်ခဲ့တယ်ဇာပင်ရှင်ရရှိတဲ့ယတိတူပဲဖြစ်ပါတယ်နောက်အတ္တဓာတိမြတ်စွာဘုရားပွင့်ထွန်းတော်မူတဲ့အသင်္ခါမှလည်းသုတိမအမည်ရှိတဲ့ယတိတူဖြစ်ခဲ့တယ်သိဒ္ဓတအမည်ရှိတဲ့မြတ်စွာဘုရားပွင့်ထွန်းတော်မူတဲ့အသင်္ခါမှလည်းမင်္ဂလအမည်ရှိတဲ့ယတိတူဖြစ်ခဲ့ပါတယ်သိဒ္ဓမြတ်စွာဘုရားရှိတဲ့သန္တာတော်တွင်မှလည်းသုက္ကတအမည်ရှိတဲ့ယတိတူဖြစ်ခဲ့ပါတယ်ဒီလိုယတိပါရီမှလည်းဇာပင်ရှင်တွေကိုဝါဝါစွာလေ့လာခဲ့ပါတယ်ဘုရားရှင်တို့ရဲ့အဆုံးအမတွေကိုဥဒ္ဓရဲ့ပန်ဆင်ပြီးတမညုတဉာဏ်ရဖို့ရန်အတွက်ရွယ်တောင်းတပြီးတော့ဝိဇ္ဇာမျိုးစေကောင်းသရဏမျိုးစေကောင်းတွေကိုကျက်ချတက်ပြုခဲ့တယ်ဘဝပေါင်းများစွာနော်အဲဒီလိုကျက်ချတက်ပြုခဲ့တဲ့ပါရမီမျိုးစေကောင်းတွေကဝိုင်းပြီးကျေးဇူးပြုလိုက်တဲ့အချိန်ခါမှာဒီယောဂရမင်းသားလေးတာရင်နှောင်းအတွဲမှာဆက်ချောင်းနဲ့တိုင်တိုင်ကြီးထိုင်ရတဲ့အချိန်ခါမှာလဲဒီဇံအပင်ကြီးတွေကိုဘဝပေါင်းများစွာပြောင်းခဲ့တဲ့ပါရမီမျိုးစေတွေကဝိုင်းပြီးကျေးဇူးပြုလိုက်တဲ့အချိန်ခါမှာဒီဇံသမာဓိတွေကလွယ်လွယ်နဲ့သူ့တဏ္ဍာမှာဖြစ်နေတဲ့သဘောရှိပါတယ်ပါရမီမျိုးစေတွေကိုယုံနာဓမ္မသင်္ခါရတရားတွေရဲ့အနိစ္စချက်ဒုက္ခချက်အနတ္တချက်တွေကိုသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်လေ့လာသိမှုခဲ့တဲ့ပါရမီမျိုးစေတွေကအလွန်ထက်မြက်စုကြခဲ့တဲ့အတွက်ခုလိုယောမကရမင်းသားဘဝရောက်ရှိတဲ့အချိန်ခါမှာဒီယုံနာဓမ္မသင်္ခါရတရားတို့ရဲ့ထိုးထိုးဖြစ်စေခဏမှာပဲဖြစ်ပြီးနေတဲ့တွင်တဲ့ထက်ပြက်သွားနေတဲ့ဒီအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုလည်းဟိုတိုင်းမှဆိုသိနေတယ်။ဒါကြောင့်ဒီနေ့တရားကုံဝိကြီးအတွင်တရားနာနေတဲ့ပြိဿအပေါင်းတော်ကောင်းတို့လည်းဒီလိုမှန်ကန်တိကျနေတဲ့ပါရမီမျိုးစေ့ကောင်းလေးတွေကိုရအောင်ထူထောင်ထားဖို့မလိုဘူးလားသိလိုအပ်တာသာသနာတော်တွင်မှာဘုရားရှင်ဤသာသနာတော်နှင့်တွေ့ကြိုက်ကြုံကြိုက်မှားတာရရှိနိုင်တဲ့အခွင့်အလမ်းတို့ကြီးဖြစ်ပါတယ်နော်ဒီတော့ကဲတပည့်တော်တို့လည်းထူထောင်ခြင်းနဲ့ဆရာဘယ်ပုံဘယ်ပန်းဗဏိလအဖြစ်ဒီပါရမီမျိုးစေ့တွေကိုထူထောင်ရမလဲလို့မေးကြရတော့ရှိနော်ပါရမီမျိုးစေ့ထူထောင်ပုံအပိုင်းလေးကိုဘုန်းကြီးအတူထုတ်ပြီးဒီနေ့လည်းဟောဖို့ရည်ရွယ်ထားပါနော်ကဲဒီနေ့တော့အာနာပါနလမ်းစဉ်ကပဲဟောကြတယ်နော်ဒီဥစ္စာဥစဉ်တို့နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်တော့မဂ္ဂင်7ပါးကျင့်စဉ်တရားတွေကိုဟုတ်တိုင်းမှန်စွာကျင့်ရမယ်ဆိုတော့ဒီနေ့ဒီတရားနာပရိသတ်အပေါင်းတော်ကောင်းတို့လက်ခံနိုင်လိမ့်မယ်လို့ဘုန်းကြီးညွှန်လိုက်ပါတယ်ဘယ်နဲ့တော့တရားနာပရိသတ်တွေလက်ခံနိုင်ကြဟမ်ကဲမဂ္ဂင်7ပါးပါလေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိကောင်းလိုက်တော့ဘယ်နှပါလဲ7ပါးသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလမဲ့ခင်3ပါးလောကီမဲ့ခင်ပိုင်းမှာဒီသီလမဲ့ခင်3ပါးကကြိုတင်ဆောက်ရပါတယ်ဒီနေ့ဥပုသ်ဆောင်သုံးတဲ့သီလမျိုးပုံစံမျိုးပဲနော်သီလလုံခြုံပြီဆိုလို့ရှိရင်သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိခေါ်တဲ့သမာဓိကျင့်စဉ်ကိုသိစင်ချက်ပြီးခွင့်ရပါတယ်ဒီလိုဘာဝကတွေမှာ၄မျိုး၄စားရှိကြပါတယ်နံပါတ်1ဥက္ကဋ္ဌတိလူပုဂ္ဂိုလ်ဘုဒ္ဓဂါထာလောက်ကိုအချင်းချုပ်တရားနာရယုံနဲ့သစ္စာလေးပါးနဲ့စတဲ့တရားစကားနာကြားရယုံမျှဖြင့်မေဖို့နိဗ္ဗာန်ကိုရရှိမဲ့သူတော်ကောင်းများကိုဥက္ကဋ္ဌတိလူပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ဘာဖြစ်လို့လဲဒီလိုဥက္ကဋ္ဌတိလူပုဂ္ဂိုလ်တွေကများသောအဖြစ်ပရိသမီတာပတ္တပရိသမီတာဉာဏ်ကိုရရှိတော်မူတဲ့သူတော်ကောင်းတွေဖြစ်ကြပါတယ်။တို့ပရိသမီတာဉာဏ်ကိုရရှိနေတဲ့သူတော်ကောင်းတွေဒီရေရှိဘုရားရှင်တို့၏သာသနာတော်တွင်မှသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်သောဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုတည်ပြန်ကြိုးစားအထောက်ခဲ့ပူခြင်းဆိုတဲ့ပုဗ္ဗယောဂနဲ့လည်းပြည့်စုံရပါတယ်။အဲဒီလိုပုဗ္ဗယောဂနဲ့ရှင်းရှင်းပြခြင်းလို့ရသံဃာတော်တွင်တဲ့ကသင်္ခါရုပ္ပကဉာဏ်တို့တိုင်အောင်လေ့လာသိဖို့ခဲ့တဲ့ပုဗ္ဗယောဂတွေရှိနေသည့်အတွက်သောသူတော်ကောင်းတွေအဖို့ဒီယုတ်သစ္စာ၄ပါးနဲ့စတဲ့ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေနဲ့ဆက်ဆက်နေတဲ့တရားဒေသနာတော်တစ်ခုကိုဉာဏ်နာခွင့်ရရှိတဲ့အချိန်ခါမှာလွယ်လွယ်နဲ့တွေ့တန်းဝင်နိုင်ခြင်းပဲဖြစ်ပါတယ်။ပါရမီဒီကြီးများမှာအကြီးကျယ်စကားပြောပါနော်။ဒါကဥက္ကဋ္ဌတိလူပုဂ္ဂိုလ်နောက်နံပါတ်2ပုဂ္ဂိုလ်ကတော့ဝိပ္ပစီတိလူပုဂ္ဂိုလ်ဒီမဆက်ကြတို့လို့အနတ္တလက္ခဏာသုတ်တန်တို့လို့ဖတ်ကြယ်ကြယ်လေးတရားဟောကြားပြတာဆိုဆုံးမှသိတဲ့အခါနာကြားခွင့်ရရှိပါမှမဲ့ညာဘုံညာတိုက်နိုင်တဲ့သူတော်ကောင်းတွေကိုဝိပ္ပစီတိလူပုဂ္ဂိုလ်တွေလို့ခေါ်ပါတယ်ဒီပုဂ္ဂိုလ်နှမျိုးကတရားနိုင်ုံနဲ့ကျွတ်တဝင်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဒီဥပမာပြစ္ဆဝေကြီး9ဦးတို့ဆိုကြဆိုပရိသမီတာပတ္တယန္တာအရှင်မြတ်တွေဖြစ်ကြပါတယ်ပိသမီတာဉာဏ်၄ပါးသို့ရောက်ရှိနေတဲ့သူတော်ကောင်းတွေဖြစ်ကြပါတယ်
တို့ပရိသမိညာကိုရရှိတဲ့ဒီတော်ကောင်းတွေဟာရှေးရှေးဘုရားရှင်တို့ရဲ့သာသနာတော်အတွင်းမှာသင်္ခါရုပ္ပကညာတို့တိုင်အောင်သောဝိပဿနာจิตတွေကိုလည်းကြည်ကြံကြွကိုပွားများအထောက်ခဲ့ပြီးတဲ့သူတော်ကောင်းတွေပဲဖြစ်ကြဖြစ်ပေမဲ့လို့တို့ရဲ့သင်္ခါရုပ္ပကညာတိုင်အောင်သောဝိပဿနာဉာဏ်တွေကအလွန်ကြီးထက်မြက်ဆူးရှားတဲ့သဘောမရှိတဲ့အတွက်တို့ဟာတရားခက်ကြဲကြဲလေးသစ္စာလေးပါးနဲ့စတဲ့တရားစကားခက်ကြဲကြဲလေးဟောကြားပြတာပြီးမှကျွတ်တန်းဝင်နေတဲ့သဘောရှိပြီးတော့တို့ကြည့်နေရမယ့်အချိန်ဒီမဂ္ဂင်7ပါးအကျင့်မြတ်တရားတွေကိုကြည့်ရမယ့်အချိန်ဒီတရားနာယူနေတဲ့အချိန်ပဲဖြစ်ပါတယ်တရားနာယူနေသည့်အချိန်အခါတွင်မှာမဂ္ဂင်7ပါးအကျင့်မြတ်တရားတွေကိုစုံစုံညီညီဖြစ်ကျင်နိုင်မယ်ဆိုရင်သူတော်ကောင်းတွေမဂ္ဂင်နိဗ္ဗာန်ရကြတာပဲနောက်ပုဂ္ဂိုလ်တစ်မျိုးကတော့တရားနာယုံနဲ့ကျွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတရားနာပြီးတဲ့အချိန်ကမှနာပြီးတဲ့တရားတွေကိုကြည်ကြည်နာမှတ်သားဆောင်ထားပြီးတဲ့အချိန်ကလက်တွေ့ကျင့်လိုက်တဲ့အချိန်ကမှတမ္မာတိတိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွက်ပေါ်သိအောင်ကျင့်ပြီးတဲ့အချိန်ကမှကျွတ်တန်းဝင်နိုင်တဲ့သူတော်ကောင်းတွေကိုနိယပုဂ္ဂိုလ်လို့ခေါ်ပါတယ်ပြီးတော့နောက်နံပါတ်လေးပုဂ္ဂိုလ်ကတော့ဗရပရမပုဂ္ဂိုလ်သူကတော့ဒီဘဝမှာမေဖို့နိဗ္ဗာန်မရနိုင်ဘူးပါရမီမျိုးစီတွေထူထောင်မယ်ဆိုရင်တော့ထူထောင်ခွင့်ရနိုင်တဲ့သူတော်ကောင်းတစ်ဦးဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်လေးမျိုးတည်းမှာမိမိတို့ကဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာတော့ကိုယ့်ဟာကိုယ်နည်းနည်းလေးစဉ်းစားတတ်ဖို့တော့လိုလိမ့်မယ်နော်ကိုတရားနာပရိသတ်တွေတရားနာဖို့အကျင့်တွေတော်များပြီးတရားနာယုံနဲ့မိမိတို့ဟာမဲ့ညာပုံညာရမရမိမိကိုယ်ကိုမိမိသတ်ဖြစ်လို့မရဘူးလားရနိုင်ပါဘူးပြီးတော့တရားနာယုံနဲ့မိမိကမဲ့ညာပုံညာမရနိုင်သေးဘူးဆိုလို့ရှိရင်တော့မိမိကလက်တွေ့ကြည့်ရမယ်သူတော်ကောင်းရှင်းထဲမှာဝင်နေပြီနေရပုဂ္ဂိုလ်ရှင်းထဲမှာဝင်နေပြီနေရပုဂ္ဂိုလ်တို့ရဲ့သဘောကသီလသမာဓိပညာဒီသိက္ခာ300အကျင့်မြတ်ကိုအစဉ်အတိုင်းစနစ်တကျကျင့်ရပါတယ်အဲ့လိုအစဉ်တိုင်းစနစ်တကျကျင့်တဲ့အချိန်ခါမှာခဏကသီလပိုင်းမှာသီလမဲ့ခင်3ပါးကိုဖြစ်ကျင့်ပြီးလုံယုံပြီးဆိုရင်ထိုပုဂ္ဂိုလ်ကသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိခေါ်တဲ့သမာဓိမဲ့ခင်3ပါးကိုပြည့်စုံအောင်တစ်ဆင့်တက်ပြီးကြိုးစားရအဲ့ဒီမဲ့ခင်3ပါးထဲမှာဘာကိုသမ္မာသမာဓိခေါ်ဆိုတယ်လဲပထမောသပဏ္ဏပိကွေသမ္မာသမာဓိမဟာသတိပဋ္ဌာန်သုတ်တံကျင့်တဲ့နဲ့မှာဘုရားရှင်ကိုရော်ရင်ကအတိအကျမေခွန်းထုတ်ပြီးတော့အတိအကျပြန်ဖြေထားဘာကိုသမ္မာသမာဓိလို့ခေါ်ဆိုတယ်လို့မေးရင်ပရမန္တသမာဓိဣဒဘေခွေဝေဇေဝကာမိဟိဝိဇာအကုသလေဟိဓမ္မေဟိသာဝိတကံသဝိဖြရံဝိဝေကသံပိတိဒုက္ခပရမဇာနာဥပဒံပိစ္ဆာဝိခရတိသတိဖြင့်ဘုရားရှင်ကိုရော်ရင်ကမေခွန်းထုတ်ပြီးပြန်ပြီးအတိအကျဖြေထားပထမဇန်သမာဓိဒုတိယဇန်သမာဓိတတိယဇန်သမာဓိသတုဒ္ဒဇန်သမာဓိတွေကိုသမ္မာသမာဓိလို့ခေါ်ဆိုတယ်ဆိုပြီးဒီလိုအလိကျရှင်းထားတဲ့အတွက်ယောဂီတော်ကောင်းကနိဗ္ဗာန်ကိုတကယ်လိုလားတောင်းတခဲ့တယ်ဆိုရင်မဂ္ဂင်7ပါးကိုကျင့်ရမယ်ဆိုတာလည်းလက်ခံနိုင်တယ်ဆိုရင်သမာဓိမဂ္ဂင်တစ်ခုနဲ့ပြည့်စုံအောင်လည်းကြည်ကြံကြုတ်ကိုပွားများအထောက်ရမယ်ဆိုတာလက်မခံနိုင်ဘူးလားလက်ခံနိုင်ရနော်ပြီးတော့အဲ့လက်ခံနိုင်ရမယ်ဆိုလို့ရှိရင်ဒီသမာဓိတစ်ခုကိုတော့ထူထောင်ရတော့မယ်ဒါဖြစ်လို့ဒီသမာဓိတွေကထူထောင်ရပါလဲလို့မေးတော့ဘုရားရှင်ဟောကြားပြတာသုံးဆုံးမှနေတဲ့ယုတ်ဘုရားရှင်ဟောကြားပြတာသုံးဆုံးမှနေတဲ့နန္တရားကသမာဓိရှိမှသိနိုင်တဲ့ယုတ်တွေနန္တရားဖြစ်နေတယ်ဘုရားရှင်ဟောကြားပြတာသုံးဆုံးမှနေတဲ့ကြောင်းကျိုးဆက်နေနေတဲ့ပြိဿသမုပ္ပါဒ်ဘောတရားတွေဆိုတာကသမာဓိရှိမှသိနိုင်တဲ့တရားတွေဖြစ်နေတယ်ဒါကြောင့်သမာဓိတစ်ခုတော့ထူထောင်ရပါတယ်ကဲဘယ်ပုံဘယ်ပန်းမနည်းလားအဖြစ်ထူထောင်မလဲလို့မေးတော့သမာဓိထူထောင်ပုံအပိုင်းမှာမြတ်စွာဘုရားကမ္မထံ40ဟောထားပါတယ်မိမိတို့ကြိတ်နှစ်တဲ့ရာကမ္မထံတစ်ခုခုဖြင့်သမာဓိစတင်ထူထောင်နိုင်ပါတယ်ဒီနေ့တော့ဘုန်းကြီးအာနာပါနကမ္မထံနဲ့သမာဓိထူထောင်ပုံကိုအကျဉ်းချုပ်ပြီးဟောဖို့ရည်ရွယ်ထားပါနော်ကဲအာနာပါနနဲ့သမာဓိထူထောင်ပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲခန္ဓာကိုယ်ကိုခပ်ပြောင်းပြောင်းထားပါဒီမင်းငွေထိုင်မှာခန္ဓာကိုယ်ခပ်ပြောင်းပြောင်းထားအထက်ပိုင်းခန္ဓာကိုယ်ကိုခပ်ပြောင်းပြောင်းထားပြီးတဲ့အချိန်ကမှာမိမိရဲ့တတိလေးကိုကမ္မထံသို့ကြည့်ရှုဒီနေပါစေဒီမှာကမ္မထံဆိုတာကဘာကိုကမ္မထံခေါ်လဲလို့မေးတော့အာယုံကိုလည်းကမ္မထံလို့ခေါ်တယ်အာယုံကိုလည်းကမ္မထံလို့ခေါ်ပါတယ်အာယုံကဒီနေရာမှာအာနာပါနဆိုတော့ဝင်လေထွက်လေဖြစ်ပါတယ်အဲ့ဒီဝင်လေထွက်လေကိုဘယ်နေရာကနေစောင့်ကြည့်ရမလဲလို့မေးရင်တော့ဘုရားဗုဒ္ဓကာတိယေဝတတိတပိတ္တဝါဘာဝင်တတေဝါဘာဝနာတံပိစတိဒီလိုဝိသုဒ္ဓိနဲ့အထက်ကရာကဖွင့်ဆိုထားတဲ့အတွက်ဝင်လေတွဲလေထိထိသွားတဲ့နေရာကစောင့်ပြီးတတိကိုကပ်ပြီးရှုပါသုံးသမှဒီအာနာပါနတတိသမာဓိဘာဝနာတိပြည့်စုံနိုင်တယ်လို့ဒီလိုသတ်မှတ်ချက်ပေးထားတဲ့အတွက်ဝင်လေတွဲလေထိမှုတင်ရှားရနာတိပြတော့ဖို့အထက်နှုတ်ခမ်းဒီနေရာမှာတနေရာကြိုက်ခံရွေးချယ်ပါအဲဒီလိုထိမှုတင်ရှားတဲ့တနေရာကစောင့်ပြီးတော့အဲဒီဝင်လေတွဲလေဆိုတဲ့အာယုံလေးကိုတတိလေးကရှေ့ရှုဒီနေပါစေတတိလေးကတ်ထားကတ်ထားပြီးတော့မလုပ်မလဲသောတတောဝအတ္တတတိတတောဝပါဒတတိသောတောယောဂဝတ္တရာယဟံတော်တိတတောဝတတိရှိသည်ဖြစ်၍သာလျှင်အတ္တတတိဝင်လေကိုပြည့်စေ၏
တော်ဝတတိရှိသည်ဖြစ်၍သာလျင်ပတ္တတတိထွက်လေကိုဖြစ်စေ၏ဝင်လေထွက်လေမှာတတိမြဲအောင်ကြိုးစားဘယ်လောက်ထိမြဲရမလဲလို့မေးနေအရတ္တဘောရောက်ပြီးတိုင်အောင်မြဲတော့တဲ့သဘောရှိပါသတုတ်က၄ခု16မျိုးဝင်လေမှာ16မျိုးထွက်လေမှာ16မျိုးပေါင်း32မျိုးသောအကျင့်အပြင်မြတ်စွာဘုရားဟောထားပါနော်အဲဒီ32မျိုးသောအကျင့်အရာတွေကအခုတတိမြဲရမယ်နံပါတ်1သတုတ်ကကိုမြတ်စွာဘုရားဘယ်လိုဟောလဲဒီကံဝအတ္တတံတော်ဒီကံအတ္တသာမိတိပဇာနာတိဒီကံဝပတ္တတံတော်ဒီကံပတ္တသာမိတိပဇာနာတိဒီကံဝရှိသွားမို့လိအတ္တတံတော်ဝင်လေကိုဖြစ်စေသည်ရှိသောဒီကံရှိသွားအတ္တတံတော်ဒီဝင်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကွယ်ကွယ်ပြပြတိဒီကံဝရှိသွားမို့လိပတ္တတံတော်ထွက်လေကိုဖြစ်စေသည်ရှိသောဒီကံရှိသွားပတ္တတံတော်ဒီထွက်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကွယ်ကွယ်ပြပြတိဝင်တဲ့လေထွက်တဲ့လေရှိရင်ရှိတဲ့အတိုင်းသိပါဆိုတာကနံပါတ်နော်ရတံဝအတ္တတံတော်ရတံအတ္တသာမိတိပဇာနာတိရတံဝပတ္တတံတော်ရတံပတ္တသာမိတိပဇာနာတိရတံဝတိုးစွာမူလီအတ္တတံတော်ဝင်လေကိုဖြစ်စေခဲ့သည်ရှိသောရတံအတ္တသာမိတိတိုးစွာဝင်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကိုယ်ွယ်ပြပြသည်တတံတော်ရတံဝတိုးစွာမူလီပတ္တတံတော်ထွက်လေကိုဖြစ်စေခဲ့သည်ရှိသောရတံပတ္တသာမိတိတိုးစွာထွက်လေကိုဖြစ်စေ၏ဟု၍ပဇာနာတိကိုယ်ွယ်ပြပြသည်အသက်ရှူတာဝင်လေထွက်လေတိုးရင်တိုးတဲ့အတိုင်းဒီရဲဆိုတာကအချင်းကြကြဖဲဆိုတာကအချင်းတိုးတိုးဖြစ်ပြီးတော့ဒီအရှင်းအတူအဆင့်ကိုဘယ်ခါမှကုမလဲလို့မေးရင်တော့ရှေးဥစွာများသောအားဖြင့်ဝင်လေထွက်လေအာယုံမှာတတိလေးမြင့်အောင်တော့ဘုမကြိုးစားရပါတယ်အဲဒီလိုကြိုးစားတဲ့အပိုင်းမှာအောင်မြင်မှုကမရဘူးစိတ်ကသိပ်ပြီးထွက်နေတယ်ဆိုရင်တော့အထက်ကရာများကရည်တွက်တဲ့နည်းလေးတစ်ခုအသုံးပြုဖို့ရညွှန်ကြားထားပါတယ်ဝင်လေထွက်လေနှစ်ခုပေါင်းကိုနော်ရှိတဲ့နေရာကစောင့်ပြီးအထဲလည်းမလိုက်နဲ့အပြင်လည်းမလိုက်ဝင်လေထွက်လေနှစ်ခုပေါင်းကို1ဝင်လေထွက်လေနှစ်ခုပေါင်းကို2ဝင်လေထွက်လေ3ဝင်လေထွက်လေ4ဝင်လေထွက်လေ5ဝင်လေထွက်လေ6ဝင်လေထွက်လေ9ဝင်လေထွက်လေ8ပြောပြီနော်တစ်ကနေ9အထိလည်းရည်တွက်နိုင်ပါတယ်တစ်ကနေ10အထိလည်းရည်တွက်နိုင်ပါတယ်9ထက်လည်းမနည်းနဲ့10တက်လည်းမကုန်နဲ့ဆိုတဲ့ဒီလိုသတ်မှတ်ချက်လည်းရှိအဲဒီတစ်ကနေ8အထိဒီလိုရည်တွက်ပြီးပြီအဲဒီလိုရင်တွက်လိုက်တဲ့အချိန်ကမှအဲ့ဒီတစ်ကနေရှိအထိငါစိတ်ဘယ်မှမထွက်စီရဘူးလို့ဒီလိုစိတ်ကိုခက်တင်းလေးထားပြီးတော့ရင်တွက်ပါမထွက်အောင်လည်းကြိုးစားပါနောက်တစ်ခါတစ်ကရှိအထိမထွက်စီရဘူးနောက်တစ်ခါလည်းတစ်ကနေရှိအထိမထွက်စီရဘူးလို့ဒီလိုကျင်းခွာများစွာထက်ကရင်တွက်လာမယ်ဆိုရင်ရင်တွက်တဲ့ကဏ္ဍနည်းရဲ့စွမ်းအားကြောင့်ဝင်လေတွက်လေအာယုံမှာတတိတိကပ်ပြီးကြည်နေတတ်တဲ့စိတ်ငြိမ်သွားတတ်အဲဒီလိုငြိမ်တဲ့အချိန်ကမှကိုဝင်လေတွက်လေရှင်းရင်ရှိတဲ့အတိုင်းသိပါတိုးလဲတိုးတဲ့အတိုင်းသိရှိတယ်ဆိုတာကအသက်ရှူနှေးတာပြောတာတိုးတယ်ဆိုတာကအသက်ရှူမြန်တာပြောတာအသက်ရှူနှေးအောင်မြန်အောင်ရှည်အောင်တိုးအောင်တတ်တဲ့တော့မကြိုးစားနဲ့ကြိုးစားရင်မောတတ်တယ်မမာတိပြတ်တယ်ပြီးတော့ဝင်လေထွက်လေမှာတတိလေးတော်မြဲလာတဲ့အချိန်ကမှဒီအရှိတုကုတော့ဘယ်လောက်မြဲရမလဲလို့မေးရင်တော့များသောအပြင်အနည်းဆုံးတဏှာကြီးလောက်မြဲနေပြီဆိုမှအရှိတုကုရင်တော့ပိုကောင်းတတိနည်းနည်းလောက်ကလေးပဲမြဲသေးတယ်အရှိတုကုလိုက်ရင်အရှိတုမှလည်းစိတ်ကမငြိမ်ပြန်ဖြစ်တတ်ပါတယ်နော်အဲဒီလိုအရှိတုရှင်းရင်ရှင်းတဲ့အတိုင်းသိအတူလဲတူတဲ့အတိုင်းသိပဲရှင်းအောင်တူအောင်လည်းမကြိုးစားနဲ့ဘလောက်ရှည်တယ်ဘလောက်တူတူလဲလိုက်ပြီးတော့မတိုင်းအသက်ရှူနှေးရင်နှေးတဲ့အတိုင်းသိမြန်လဲမြန်တဲ့အတိုင်းသိဒီလောက်ကလေးပဲအဲဒီလိုဝင်လေထွက်လေအရှိအတူမှာစိတ်ကငြိမ်ပြီးကတ်သွားပြီတဏှာကြီး2နာရီလောက်စသည်ငြိမ်သွားပြီဆိုရင်တော့မလုပ်မလဲအဲ့ဒီအပိုင်းမှာလဲနမိတ်ပေါ်တတ်ပါတယ်သို့တော့ပေါ်တတ်မှနမိတ်ဒီများသောအဖြစ်မခိုင်တတ်တဲ့သဘောရှိခဏခဏကြောက်တယ်အဲ့ဒီလိုကြောက်တဲ့အချိန်ကမှနမိတ်ကိုမကြည့်ဘဲနဲ့လေကိုသာတစ်ဖက်တည်းကြည့်နေပါအဲ့ဒီလိုကြည့်လိုက်လို့တဏှာကြီး2နာရီစသည်ဖြင့်စိတ်ကငြိမ်မစွာကပ်ပြီးကြည်နေပြီနမိတ်ကလည်းမခိုင်တဲ့ခင်ဖြစ်နေပြီဆိုရင်တော့နောက်တစ်ဆင့်ကူကဘာလဲသဗ္ဗကာယပရိသံဝေတိအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပရိသံဝေတိပတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပရိသံဝေတိဝင်သက်လေဤအစာလည်းအစုံအကုန်လုံးကိုထင်ထင်ရှားရှားသိသိဖြစ်၍အတ္တသိတ္တမိဝင်လေကိုဖြစ်เสียဣတိဤသို့သိက္ခတိတိပတ္တသိတ္တမိသဗ္ဗကာယပရိသံဝေတိထွက်တဲ့လေဤအစာလည်းအစုံအကုန်လုံးကိုထင်ထင်ရှားရှားသိသိဖြစ်၍ပတ္တသိတ္တမိထွက်တဲ့လေကိုဖြစ်เสียဣတိဤသို့သိက္ခတိတိဝင်သက်လေရဲ့အစအလည်းအစုံအကုန်လုံးထွက်သက်လေရဲ့အစလည်းအစုံအကုန်လုံးကိုတင်းတင်းကြပ်ကြပ်သိအောင်ကြိုးစားပါအဲဒီတော့ဒီနေရာမှာအစအလည်းအစုံဆိုတာနဲ့ပတ်သက်ပြီးအယူအဆနည်းနည်းလေးမလွတ်မိဖို့တော့သတိထားရ
ဝင်တဲ့လေအစကအကျက်အလဲကရင်ကျက်အဆုံးကနှာတိပြထွက်တဲ့လေအစကနှာတိပြအလဲကရင်ကျက်အဆုံးကအကျက်အဲ့ဒီလိုသွားပြီးမလိုက်ရရှိတဲ့နေရာလေးမှာသာစိတ်ကဓာတ်ဝင်လေထွက်လေဖြစ်ဖို့ကျင်ချရနှာတိပြတော့မှအထက်နောက်ကဒီနေရာကလွဲ၍အတွင်းလည်းကြောက်မလိုက်နဲ့အပြင်လည်းကြောက်မလိုက်ပါနဲ့ရှိတဲ့နေရာလေးမှာစထိတာကနေပြီးတော့စထိသွားတဲ့လေလေးစတာကဆုံးတဲ့အထိဝင်ရင်လည်းစတာကဆုံးတဲ့အထိထွက်လည်းစတာကဆုံးတဲ့အထိရှိတဲ့နေရာကစောင့်ပြီးသိဖို့သာလိုရင်းဖြစ်ပါတယ်အတဲကိုလျှောက်ပြီးကြည့်ရင်အတွင်းဘက်သို့စိတ်ကပြန့်သွားတယ်အပြင်ကိုလျှောက်ပြီးကြည့်ရင်အပြင်ဘက်သို့စိတ်ကပြန့်သွားတယ်အတွင်းအပြင်မှာစိတ်ကြီးကပြန့်လွင့်နေရင်ငြိမ်သက်နေတဲ့သမာဓိဘယ်လိုမှမဖြစ်နိုင်ဘူးဒါကြောင့်ရှိမှုထင်ရှားရနေရာကလွတ်ပြီးတော့အတွင်းပြင်ကိုမလိုက်ပါနဲ့ဒီစိတ်ကကတော့ရိုးတည်တည်လိုက်နိုင်ရမယ်သဘောဖြစ်ပါတယ်အဲ့ဒီအစာဆုံးကိုတင်ကြကြသိပြီတဏှာနှစ်နိုင်စတဲ့ဖြင့်ညီဝလာပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကုနိုင်တယ်ဒီအဆင့်မှလည်းနမိတ်ပေါ်တတ်ပါနော်ဘောဒီဖြစ်စေမဘောဒီဖြစ်စေနောက်တစ်ဆင့်ကုရမယ်နောက်တစ်ဆင့်ကဘာလဲပတ္တံဗယံကာယသင်္ခါရအတ္တတိတ္တမိတိဒိဋ္ဌတိပတ္တံဗယံကာယသင်္ခါရပတ္တတိတ္တမိတိဒိဋ္ဌတိဘာယသင်္ခါရယုံဤဉာဏ်သောဝင်တယ်လေးဟုခေါ်ဆိုအတ္တကာယသင်္ခါရတရားကိုပတ္တံဗယံပတ္တံဗျံတော်ညိစိတ်လျက်အတ္တတိတ္တမြဝင်လေးကိုဖြစ်စေရဣတိဣတောဒိဋ္ဌတိကြည်၏ကာယသင်္ခါရယုံဤဉာဏ်သောဖတ်တယ်လေဟုဆိုသောကာယသင်္ခါရကိုပတ္တံဗယံပတ္တံဗျံတော်ညိစိတ်လျက်ပတ္တတိတ္တမိထွက်တဲ့လေကိုဖြစ်စေရဣတိဣတောဒိဋ္ဌတိကြည်၏လေလေသိမ်မွေ့နူးညံ့အောင်လေ့ကျင့်ပါဝင်တဲ့လေမှာပဲဖြစ်ဖြစ်ထွက်တဲ့လေမှာပဲဖြစ်ဖြစ်ဒီဝင်လေထွက်လေမှာဘာဝနာလေလေသိမ်မွေ့အောင်နူးညံ့အောင်ကျင့်ပါဘယ်လိုသိမ်မွေ့အောင်နူးညံ့အောင်ကျင့်ရမလဲလို့မေးတော့တက်တက်ဖြည်းဖြည်းလေးရှူရမယ်ဒီလိုမဆိုလိုပါဘူးနော်ပုံမှန်ပဲရှူပါဒါပြင်နဲ့ဒီဝင်တဲ့လေထွက်တဲ့လေကိုသိမ်မွေ့စီရမယ်နူးညံ့စီရမယ်ဆိုတဲ့အာဘောကနှလုံးသွင်းလေးယောဂီရဲ့သဏ္ဍာန်မှာထိုချိန်ကမှတင်ရှားရှိနေရအဲ့ဒီနှလုံးသွင်းဓာတ်ကံဖြင့်ဒီဝင်လေထွက်လေကိုရှုလိုက်ရင်တဖြည်းဖြည်းငြိမ်သက်သွားလိမ့်အလွန်အလွန်သိမ်မွေ့သွားလိမ့်မယ်အလွန်အလွန်လေကသိမ်မွေ့သွားပြီဆိုလို့ရှိရင်တော့အလွန်သိမ်မွေ့နေတဲ့အကလေးတစ်ချောင်းကိုအလိုရှိတဲ့ပုဂ္ဂိုလ်တွေဟာတို့အဲ့ရဲ့နှစ်ဖက်ကိုတွင်းမဲ့သူ့ဒီအလွန်သိမ်မွေ့ဖို့လိုအပ်တယ်လို့အလားတူပဲအလွန်သိမ်မွေ့နေတဲ့ဝင်လေထွက်လေအာယုံမှာအလွန်အကောင်းနေတဲ့တတိပညာတွေလိုအပ်ပါတယ်အဲ့ဒီလိုတတိပညာအကောင်းကောင်းဖြင့်ဒီဝင်လေထွက်လေအာယုံအပေါ်မှာစိတ်ကိုဘာဝနာစိတ်ကိုညွှတ်စွာကပ်ပြီးတည်နေအောင်ကြိုးစားရငါလေဟာမထင်ရှားဘူးဆိုပြီးတော့ထင်ရှားအောင်တတ်တဲ့ပြင်းပြင်းထန်ထန်မရှိပါဘူးဒါကဘုရားရှင်ပေးထားတဲ့နိလမ်းပဲအဲ့ဒီနိလမ်း40အစဉ်အတိုင်းကြိုးစားလိုက်တဲ့အချိန်ကမှဝင်လေထွက်လေအာယုံမှာသိမ်မွေ့နုညံ့နေတဲ့ဝင်လေထွက်လေအာယုံမှာဘာဝနာစိတ်ကတဏှာဉာဏ်စတဲ့ဖြင့်ညီဝစွာကပ်ပြီးတည်လာပြီး10ကြိမ်15ကြိမ်လောက်ထိုင်လိုက်တဲ့အချိန်ကမှ10ကြိမ်15ကြိမ်လုံးလုံးတည်လာပြီဆိုလို့ရှိရင်တော့ချိန်ကမှနမိတ်စပေါ်တဲ့သို့တော်လည်းဒီညမှာနမိတ်နဲ့အယောင်ကိုတချို့ယောဂီများမကွဲရှိတတ်ပါတယ်ဘာဝနာစိတ်ကငြိမ်လာပြီဆိုရင်အလင်းရောင်တွေကထွက်လာတတ်ပါတယ်အဲဒီအလင်းရောင်တွေထွက်လာတဲ့အချိန်ကမှအလင်းရောင်နဲ့နမိတ်သိသားစီဖြစ်တချို့ကနမိတ်ကဝေးနေတယ်ပေါ်ရင်တချို့ကနမိတ်ကနီးဝေးနေတဲ့နမိတ်မှာဘာဝနာစိတ်ကသွားပြီးကပ်မယ်ဆိုရင်ဖြည့်တဲ့နေရာကိုလွတ်သွားတဲ့အတွက်လွတ်ပြီးတော့သွားပြီးလိုက်နေတဲ့အတွက်ကြောင့်ဘာဝနာစိတ်သမာဓိပြတ်သွားတယ်သမာဓိပြတ်တဲ့နေ့ဒီပိုင်းနဲ့ထက်ဒီဝေလေထွက်လေနမိတ်ကလေးဟာလည်းပျောက်သွားတယ်မပြောက်ဘူးပဲထနမိတ်ကဘာဝနာစိတ်ကမငြိမ်ဘူးချော့ကျသွားတယ်ဒါကြောင့်ထိတဲ့နေရာကိုမလှုပ်ပါနဲ့နမိတ်ကဝေးနေရင်လည်းနမိတ်ကိုလိုက်မကြည့်ပါနဲ့နမိတ်ကပေါ်သားမှမိခိုးရောင်ဖြစ်တတ်တယ်ပုံသဏ္ဍာန်ကတော့သဘာဝရဲ့နှလုံးသွင်းဓာတ်ခံသို့မဟုတ်ဘာဝနာတင်ညာလို့ခေါ်ဆိုအပ်တဲ့တင်ညာရဲ့ကွဲပြားမှုပေါ်အခြေအနေတည်ပြီးတော့ပုံသဏ္ဍာန်လေးတွေတော့ပြောင်းလဲတတ်ပါတယ်တချို့မှာအခြေစင်သွယ်လို့ဖြစ်တတ်တယ်တချို့ကမိကြောင်းလို့ဖြစ်တတ်တယ်တချို့ကကန့်လန့်ပြတချို့ကအဝိုင်းတချို့ကရင်လိုက်စသည်ဖြင့်ဒီလိုအမျိုးမျိုးထင်တတ်ပါတယ်အဲ့ဒီနမိတ်အပေါ်မှာဘာဝနာစိတ်ကကတ်တဲ့အခါဘယ်အခါမှကတ်မလဲလို့မေးတော့ဝင်လေထွက်လေနဲ့ဒီနမိတ်နဲ့တသားတည်းဖြစ်တဲ့အချိန်မှကတ်ဖို့လိုတယ်လင်းရောင်ကတတ်ဒီနမိတ်ကတတ်ဆိုတာလဲယောဂီဘက်ကနည်းနည်းလေးခွဲခြားပြီးကြည့်တတ်ဖို့လိုတယ်အဲ့ဒီနမိတ်ဒီပေါ်စားမှာမျိုးကိုရောင်လို့မြစ်တတ်တဲ့ဖြစ်တတ်တယ်လေပေါ်မှာဘာဝနာစိတ်ကညင်ဝတ်စွာကပ်ပြီးထားခဲ့မယ်ဆိုရင်တဖြည်းဖြည်းဖြူလာတယ်ဖြူရကနေပြီးတော့နောက်တော့ဘာဝနာစိတ်ကညင်တဲ့ညင်လာပြီဆိုလို့ရှိရင်တောက်ရှုကျဲတောက်ကြကျဲခဲ့တယ်အလုံးကြည်လင်တောက်ပါပြီလည်းတတ်ပါတယ်အဲ့ဒီလိုကြည်လင်တောက်ပါလာတဲ့နမိတ်မှာဘာဝနာစိတ်ကညင်ဝတ်စွာကပ်ပြီးကြည်နေပြီဆိုရင်တော့မခွာနဲ့သို့တော့ဒီနမိတ်ကဝေးနေရင်တော့မကပ်ပါနဲ့နှာတိပြမှာကတ်နေမှသာကပ်ပါအဲဒီတော့နှာတိပြမှာလည်းနမိတ်ကကတ်နေတယ်ဘာဝနာစိတ်ကလည်းဒီနမိတ်မှာသွားပြီးညှိနေပြီကတ်နေပြီဆိုရင်တော့မခွာလိုက်ပကတိဝင်လေထွက်လေကိုမကြည့်တော့ပဲဒီနမိတ်ကိုသာတစ်ဖက်တည်းကြည့်ပြီးတော့အဲဒီလိုကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ဒီနမိတ်မှာဘာဝနာစိတ်ကတဏှာစသည်ဖြင့်ညီဝတ်စွာကပ်ပြီးတည်လာပြီဆိုလို့ရှိရင်ဒုချင်းကမှာ
ဝိတ္တဝိသရာပိတိဒုက္ခဧကဂရခေါ်တဲ့ဇင်္ဂ၅ပါးသင်္ချလာလိမ့်အဲ့ဒီဇင်္ဂါတွေကဝိတ္တကအာနာပါနအလွန်ကျင်လင်တောက်ပနေတဲ့နမိတ်ကိုအာနာပါနပရိပါကနမိတ်လို့ခေါ်ပါတယ်ဒိုအာနာပါနပရိပါကနမိတ်အာယုံပေါ်သို့စိတ်ကိုပြည့်စုံတင်ပြခြင်းသဘောကဝိတ္တဒိုအာနာပါနပရိပါကနမိတ်အာယုံကိုထက်ခါတက်ခါသုံးသပ်နေခြင်းသဘောကဝိသရဒိုအာနာပါနပရိပါကနမိတ်အာယုံကိုနှစ်သက်နေခြင်းသဘောကပိတိဒိုအာနာပါနပရိပါကနမိတ်အာယုံ၏အရသာကိုချမ်းချမ်းသာသာခံစားနေခြင်းသဘောကဒုက္ခဒိုအာနာပါနပရိပါကနမိတ်အာယုံတခုတည်းဘောသို့စိတ်ကြရောက်တည်ငြိမ်နေခြင်းသဘောကဧကဂရပေါင်းလိုက်တော့ဇင်္ဂ၅ပါးအဲ့ဒီဇင်္ဂ၅ပါးကိုဘယ်ခါမှသိရမလဲလို့မေးရင်တော့ဗမာဒီနမိတ်မှာဘာဝနာစိတ်ကတဏှာကြီးနိုင်စတဲ့ဖြင့်မြင်ဝတ်စွာအ ਨੇ ဆုံး10တိုင်15တိုင်လောက်ကပ်ပြီးတည်နေပြီးဆုံးမှဆင်ញင်ပုံကောင်းမှာဘာဖြစ်လို့လဲသာအဒုက္ခပုဂ္ဂိုလ်များဒီဇင်္ဂဆင်ញင်မှုနေရမယ်ငြိမ်သက်မှုတမာတိဇံဝင်စားမှုများရမယ်ဆိုတဲ့ဒီသီကံသတ်မှတ်ချက်ရှိဇင်္ဂါတွေကိုခဏခဏဆင်ញင်ပါများနေရင်ဒီဇံကချော့ကျသွားတယ်ပါတယ်နမိတ်ဟာလည်းကြောက်ပြတ်သွားတယ်ဒါကြောင့်ဒီနမိတ်မှာဘာဝနာစိတ်ကိုတဏှာနဲ့စတဲ့ညွှန်ဆောင်ကပ်ပြီးဒီနေရာပြောစားပါအဲဒီလိုတိုင်းတိုင်းဒီနမိတ်မှာတဏှာနဲ့စတဲ့ဘာဝနာစိတ်ကညွှန်ဆောင်ကပ်ပြီးဒီနေပြီဆိုတဲ့အခါကြတော့မှဒုဇင်္ဂါဒီဟရိယဝတ္ထုကိုမြည်ပြနေတဲ့အတွက်ဟရိယဝတ္ထုရှိရနှလုံးအိမ်ဘက်တို့လှမ်းပြီးခိတ္တခဏလောက်ကြည့်လိုက်တဲ့အခါဒီဇင်္ဂါ၅ပါးတွေသင်ကြားနေတာတွေ့ရလိမ့်မယ်အဲဒီဇင်္ဂါ၅ပါးတွေဒီသင်ញင်စမှာမကျွမ်းကျင်သေးရင်ယောဂီအဖို့တစ်လုံးကြည့်နေတတ်သို့တော့ကျွမ်းကျင်လာပြီးထက်ခါတက်ကသင်ញင်လာပြီးထက်ခါတက်ကလေ့ကျင်လာပြီးဆိုလို့ရှိရင်ဇင်္ဂါတွေဟာပြန်လို့ဖြစ်နေတာတွေ့နေပါတယ်အဲဒီလိုဇင်္ဂါတွေသင်ကြားလာပြီဆိုလို့ရှိရင်တော့ဒီဇင်္ဂါသင်ကြားလာတဲ့အချိန်ကမှဝတိဘော၅ဓာတ်နိုင်နေအောင်ဆက်လက်ပြီးလေ့ကျင့်ရဇင်္ဂါကိုအချိန်မျိုးသင်ញင်လို့ရအောင်လေ့ကျင့်ရတယ်ဇံကိုအချိန်မျိုးဝင်စားလို့ရအောင်လေ့ကျင့်အချိန်မျိုးဇံမှထလို့ရနိုင်အောင်လေ့ကျင့်တဏှာကြီးဝင်စားခြင်းတဏှာကြီး1မိနစ်ဝင်စားခြင်း1မိနစ်ရအောင်လေ့ကျင့်အဲဒီလိုလေ့ကျင့်လို့ဝတိဘော၅ဓာတ်နိုင်နေလာပြီဆိုရင်ဒုတိယဇန်တတိယဇန်သရုတ်တဇန်ဒီအစဉ်စဉ်ကုနိုင်ပါတယ်အဲဒီလိုကုလိုက်လို့ဒီသရုတ်တဇန်တမာတိလောက်အကယ်၍စိုက်သွားပြီဆိုလို့ရှိရင်ထိုသရုတ်တဇန်တမာတိမှထတဲ့အချိန်ခါမှာယုတ်တေနန္ဒီကိုသိသိမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့လွယ်လွယ်ကူကူသိသိလို့ရတဲ့သဘောရှိပါတယ်အဲဒီတော့နာကနေစသိသိခြင်းလည်းရတယ်ယုတ်ကနေစသိသိခြင်းလည်းရပါတယ်မိမိတို့ကြက်ဟစ်တရားကစသိသိနိုင်ခွင့်ရှိပါတယ်နော်သမထယန္တိကပုဂ္ဂိုလ်များမှာယုတ်ကမ္မဋ္ဌာန်းကစစဉာဏ်ကမ္မဋ္ဌာန်းကစစကြိယာကစနိုင်ခွင့်ရှိတယ်သို့တော်လည်းသုဒ္ဓဝိပဿနာယန္တိကပုဂ္ဂိုလ်ဖြစ်မယ်ဉာဏ်သမာဓိကိုအချိန်မခံပဲဝိပဿနာကိုတက်ရိုက်သွားခြင်းနဲ့သုဒ္ဓဝိပဿနာယန္တိကပုဂ္ဂိုလ်ဖြစ်မယ်ဆိုလို့ရှိရင်ယုတ်ကမ္မဋ္ဌာန်းကစကြည့်ရယုတ်ကမ္မဋ္ဌာန်းကစကြည့်မယ်ဆိုလို့ရှိရင်ဘာကိုစကြည့်ရမယ်ဆိုတာနဲ့ပတ်သက်လို့ဝိသုဒ္ဓိမေထကရာကတော့ဓာတ်ကြီးလေးပါးကစကြည့်ဖို့ရန်ညွှန်ကြားထားပါတယ်။ဘာကြောင့်လဲ။ဘုရားရှင်ဒီကမ္မထာပိုင်းမှာကမ္မထာ40ရှိတယ်ဆိုတာမှန်တယ်။ဒါပေမဲ့ဝိပဿနာပိုင်းရောက်လာတဲ့အချိန်ခါမှာကမ္မထာက2မျိုးပဲရှိလို့ယုတ်ကမ္မထာနာကမ္မထာဆို2မျိုးရှိ။ယုတ်ကမ္မထာနာကမ္မထာ2မျိုးရှိတဲ့အက်ကယုတ်ကမ္မထာကိုမြတ်စွာဘုရားဟောပြီဆိုလို့ရှိရင်ဘာကိုသာဟောလဲ။တတ္ထဘဂဝါရူပကမ္မထာနာကတင်တော့ဒီခေပမနတိကာရဝတိနဘဝိခာရမနတိကာရဝတိနဘသရုဒ္ဓတောဝဝဌာနာကတိတိဆိုပြီးတော့ဒီလိုအထက်ကရာကြီးများကသတ်မှတ်ချက်ပေးထားပါတယ်။မြတ်စွာဘုရားဒီယုတ်ကမ္မဋ္ဌာန်းနကမ္မဋ္ဌာန်း2မျိုးရှိတဲ့အက်ကယုတ်ကမ္မဋ္ဌာန်းကိုဟောပြီဆိုလို့ရှိရင်တော့သရုဒ္ဓတောဝဝဌာလို့ခေါ်ဆိုအပ်တဲ့ဓာတ်ကြီး4ပါးကနေစပ်ပြီးတော့ဟောတယ်။ဟောတဲ့အချိန်ကမှအကျဉ်းကြီးနဲ့တစ်ခါတည်းဟောတယ်။တစ်ခါတည်းအကျဉ်းကြီးနဲ့ဟောတယ်။အကျဉ်းကြီးနဲ့ဘယ်မှာဟောတယ်လို့မေးတော့မဟာသတိပဋ္ဌာန်သုတ်တံမှာတတိပဋ္ဌာန်ကျင့်စဉ်နဲ့မှာမြတ်စွာဘုရားကဓာတ်ကြီးလေးပါးကိုအကျဉ်းရှုပါဖို့နည်းစနစ်တည်သွင်းပြီးဟောထားပါတယ်နော်အကျဉ်းကြီးကတော့မဟာယောလောဝတ္တသုတ်တံစတဲ့ထိုသုတ်တံဒီမှာရောအဘိဓမ္မာဝိပင်ပါဠိတော်မှာရောဟောထားပါတယ်အကျဉ်းကြီးကြိုက်ရင်လည်းအကျဉ်းကြီးအကျဉ်းကြီးကြိုက်ရင်လည်းအကျဉ်းကြီးနဲ့ဓာတ်ကြီးလေးပါးကိုစရှုရမှာဖြစ်တယ်နှစ်နည်းလုံးလည်းရှုနိုင်ကြရှိပါတယ်နော်အဲ့တော့ဒီနေ့အကျဉ်းကြီးကနေစပြီးဓာတ်ကြီးလေးပါးရှုပုံကိုဘုန်းကြီးအတူဖောက်ပြီးနည်းနည်းလေးပြောမယ်ပထဝီဓာတ်အာဘောဓာတ်သေဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီး၄ပါးရှိပထဝီဓာတ်ကမာတဲ့သဘောကျန်းတဲ့သဘောလေးတဲ့သဘောပြော့တဲ့သဘောချောတဲ့သဘောပေါ့တဲ့သဘောအာဘောဓာတ်ကယုတ်စီးတဲ့သဘောပေါ်စီးတဲ့သဘောသေဇောဓာတ်ကပူတဲ့သဘောအေးတဲ့သဘောဝါယောဓာတ်ကထောက်တဲ့သဘောတွန်းကန်တဲ့သဘောဆိုပြီးသဘောတရား12မျိုးဓာတ်အနေနဲ့ပြောရင်တော့ဓာတ်ကြီး၄ပါးအဲဒီသဘောတရား12မျိုးကိုယောဂီပုဂ္ဂိုလ်ကကြီးဆုံးကောင်းဆုံးပထမမြင်အောင်လေ့ကျင့်ဥပမာမာမှုထင်ရှားတဲ့တဏှာကစပြီးမာတဲ့သဘောမိမိတိုက်တဲ့နေရာကရှင်းနိုင်ပါဒီမာနဲ့ကျန်တဲ့ထိနေတဲ့နေရာမာလို့ချင်းမာတဲ့တဏှာကစပြီးဒီကုလုံးမာတဲ့သဘောထင်ရှားအောင်ရှင်းလက်ချင်းထက်ထားတဲ့နေရာခြေထောက်ချင်းထက်ထားတဲ့နေရာဘယ်နေရာကမဆိုရှင်းနိုင်ပါနော်ငါတို့ပဲကျမ်းမှုထင်ရှားတဲ့တဏှာကစပြီးကျန်တဲ့သဘော
လေးမှုထင်ရှားတဲ့တရားကစပြီးလေးတဲ့သဘောဒီကုလုံးမြင်အောင်ရှုရပြောမှုထင်ရှားတဲ့တရားကစပြီးပြောတဲ့သဘောချောမှုထင်ရှားတဲ့တရားကစပြီးချောတဲ့သဘောပေါ်မှုထင်ရှားတဲ့တရားကစပြီးပေါ်တဲ့သဘောဒီကုလုံးမြင်အောင်ရှုအောင်မြင်မှုရပြီဆိုရင်တော့အဘောဓကနည်းနည်းကတည်းကနှက်ထားလိုက်ပူမှုထင်ရှားတဲ့တရားကစပြီးပူတဲ့သဘောအေးမှုထင်ရှားတဲ့တရားကစပြီးအေးတဲ့သဘောဒီကုလုံးမြင်အောင်ရှုတည်သောတထောက်ကံမှုထင်ရှားတဲ့တရားကစပြီးထောက်ခံတဲ့သဘောတွန်းကံမှုထင်ရှားတဲ့တရားကစပြီးတွန်းကံတဲ့သဘောဒီကုလုံးမြင်အောင်ရှုတာကဝါယောတဒဝိတတိသောတဝါယောတဒီတသုံးဘက်ကိုသတိတကျရှုတတ်ရင်သဘောတရားအနေနဲ့10ခုအဲ့ဒီ10ခုကိုကြည်ဆုံးကောင်းဆုံးထက်ကတက်ကရှုတတ်တဲ့အချိန်ခါမှာထိုယောဂီပုဂ္ဂိုလ်ရဲ့သံတမှာဖွဲ့စည်းတတ်တဲ့အာဘာဒနာလက္ခဏာရှိတဲ့အာဘောဓသဘောတရားတစ်ခုပေါ်လာတတ်ပါတယ်မတင်ကြရင်တွန်းလာတဲ့မာရနှစ်ခုကိုထက်ကတက်ကရှုခဲ့ရင်ဒီအာဘောဓဖွဲ့စည်းနေတဲ့သဘောပေါ်လာမယ်ပေါ်လာပြီဆိုလို့ရှိရင်တော့သွားအရင်လို့ရှားအရင်လို့ရှားပြလို့အမြဲတမ်းယုံစည်းမှုသင်ရှားနေတဲ့တရားကစပြီးယုံစည်းနေတဲ့သဘောဒီကုလုံးမြင်အောင်ဆက်ကြည့်ပြီးတော့ထိုချိန်ကမှဒီကုလုံးမှာယုံစည်းတဲ့သဘောတွေတွေ့လိမ့်မယ်အတူတူဖြင့်တွေ့တယ်ပေါ့ဒီကုလုံးလက်ပတ်နေတဲ့ဒီတွေ့လို့ရဲ့ယုံစည်းနေတဲ့သဘောကိုဒီကုလုံးမြင်အောင်ရှုနိုင်ပါတယ်ယုံစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောကအဘောဓပေါင်းနိုင်မယ်ဆိုရင်အကြည့်လေးပါမာကျန်လေးပြောချောပေါ့ကပထဝီဓာတ်ယုံစည်းဖွဲ့စည်းကအဘောဓပူဝေကတိသောဓာတ်ထောက်တွန်းကဝါယောဓာတ်ပေါင်းလိုက်တော့ဓာတ်ကြီးလေးပါသဘောတရား12ခုအဲ့ဒီသဘောတရား12ခုကိုကြည်ဆုံးကောင်းဆုံးတက်ကရှုလိုက်လို့အောင်မြင်မှုရတဲ့အခါတွက်လာပြီဉာဏ်ယူလိုညာနဲ့သင်ပြီးဆိုလို့ရှိရင်ဒီကုလုံးခြုံကြည့်ရဒီကုလုံးခြုံကြည့်လိုက်တဲ့အချိန်ကမှဒီဓာတ်သဘောတရား12ခုကိုလည်းဉာဏ်ကလွယ်လွယ်ကူကူတွေ့ပြီးဉာဏ်ယူလိုတွေ့ပြီးဆိုတဲ့အခါကျတော့မှနောက်တစ်ဆင့်မလုပ်ရမလဲအဲ့ဒီမာကျန်လေးပြောချောဘက်ကိုကြည့်ပြီးပထဝီဓာတ်ယုတ်စီဖွဲ့စည်းသဘောတရား2ခုကိုကြည့်ပြီးတော့အာဘောဓာတ်ဥအေးသဘောတရား2ခုကိုကြည့်ပြီးဒေသောဓာတ်ထောက်ကံတွန်းကံသဘောတရား2ခုကြည့်ပြီးဝါယောဓာတ်ပထဝီဓာတ်အာဘောဓာတ်ဒေသောဓာတ်ဝါယောဓာတ်ပထဝီဓာတ်အာဘောဓာတ်ဒေသောဓာတ်ဝါယောဓာတ်အဲ့ဒီလိုမနည်းမမြန်ရှုနေရပါတယ်